ပေါ်လူကသူ့ကိုပဲပါစုတောင်းခိုင်းတယ်ကြက်ပြတ်တရေးတတိရှိဟောရေးကိုငါ့ကိုစုတောင်းပေးပါတယ်ဟာလေလုယာအခုအမှုတော်ဆောင်ကတိတ်တတိမရှိဘူးနော်မဟောရေးမပြောရေးသူမြတ်ခံထားရတယ်အမှုတော်ဆောင်ဖြစ်ပြီးတော့နော်ရှိန်နေကြောက်နေရှက်နေတော့တရားဟောရင်သူများဘာမှကောင်းကြည့်မရဘူးဘုရားကအတွက်တင်နဲ့တေပါသေးလို့ရက်တည်ပြီးတော့တရားဟောတဲ့သူကလည်းမိထဲကြိုင်လည်းကြီးမလာဘူးရေထဲကြိုင်လည်းရေမနစ်ဘူးဟာလေလုယာကြောက်ရွံ့ခြင်း၄-၅မျိုးတို့ရတယ်ပထမယုံကြည်သူနဲ့အမှုတော်ဆောင်ကဘုရားကိုကြောက်တဲ့အမှုတော်ဆောင်ယုံကြည်သူကရှိတယ်နောက်ယုံကြည်သူနဲ့အမှုတော်ဆောင်ကအစိုးရကိုကြောက်တဲ့အမှုတော်ဆောင်နဲ့ယုံကြည်သူဆိုတာရှိတယ်နောက်ယုံကြည်သူနဲ့အမှုတော်ဆောင်ကလူထုပရိသတ်ကိုကြောက်တဲ့အမှုတော်ဆောင်နဲ့ယုံကြည်သူဆိုတာရှိတယ်နောက်ဆုံးတော့မိမကိုကြောက်တဲ့အမှုတော်ဆောင်နဲ့ယုံကြည်သူဆိုတာရှိတယ်ကြောင့်မို့ကျွန်တော်တွေ့ရတဲ့အမှုတော်ဆောင်တွေ့ရတဲ့ယုံကြည်သူတော်များများကရှိန်တယ်ကြောက်တယ်အားနာတယ်တတိမရှိဘူးနှုတ်ပတ်တော်ကိုတည့်ရသားနဲ့ပြက်ပြက်သားမဟောရဲတော့ကြောက်ဒီနေ့ယုံကြည်သူများစွာလူချင်းခွင့်မရဘူးအလုံးမင်္ဂလာပါဟာလေလုယာဝမ်းသာပါတယ်လို့နော်ဒီနေ့ကဘာရရမှာရှိတဲ့သူများကိုလည်းနှုတ်ခွန်းဆက်တတ်ပါတယ် mca.thailand.com မှာလည်းကြည့်နေလို့သူများ YouTube ကနေကြည့်နေလို့သူများကိုလည်းနှုတ်ဆက်ပါတယ်လို့ဒီနေ့ကျွန်တော်ဟာ MCA ထောင်ဖာဖုံဆိုတဲ့အတင်းတော်ကိုရောက်ရှိနေပါတယ် MCA ထောင်ဖာဖုံဆိုတာကဘယ်မှာရှိတယ်လဲဆိုတော့ကျွန်တော်တို့ဘုရားသုံးစုမရောက်ခင်မှာနှစ်နိုင်ခီးပေါ့နော်ကားမောင်းမယ်ဆိုနှစ်နိုင်ခီးကြာမှာဖြစ်ပါတယ်ထောင်ဖာဖုံဆိုတာကမြန်မာလူမျိုးတီးတဲ့နာမည်ကထပ်ခနုံလို့ခေါ်ပါတယ်နော်ထပ်ခနုံလို့ခေါ်ပါတယ်ဆိုတော့ဒီကနေဟိုအပေါ်ပိုင်းတက်သွားမယ်ဆိုရင်တော့နှစ်နိုင်လောက်ကားမောင်းရင်ဘုရားသုံးစုရောက်မှာဖြစ်ပါတယ်အနောက်ကနေတဲ့ကျွန်တော်တို့နှစ်နိုင်လောက်ကားမောင်းရင်လည်းနတ်အိမ်ထောင်ဆိုတဲ့နေရာကိုရောက်တော့အောက်ဘက်ကိုဆင်းမယ်ဆိုရင်လည်းကျွန်တော်တို့ဘယ်မှာရောက်မလဲဆိုတော့စင်ဖြူတိုင်းတို့နော်ပြီးတဲ့အချိန်မှာရင်နဲ့ဖဝယ်ရင်နဲ့စိတ်ကမ်းတွေနဲ့တိတ်မဝေးဘူးတော့ဒီကနေနှစ်နိုင်ကားမောင်းတော့အဲ့ဒီနဲ့စရောက်မှာဖြစ်ပါတယ်ထောင်ဖာပုံကအဲ့ဒီကြားကမြို့ဖြစ်ပါတယ်ဒီမှာရှိတဲ့လူမျိုးတွေကကရင်လူမျိုးရှိတယ်ဖဝယ်လူမျိုးရှိတယ်မွန်လူမျိုးရှိပါတယ်လို့ဒီ MC ထောင်ဖာပုံမှာဆက်ကပ်နေတဲ့ဆရာကတော့ဆရာသိန်းလူဖြစ်ပါတယ်ဆရာသိန်းလူနဲ့မှတ်မိပြီးတော့ကဒီမှာဆက်ကပ်ပြီးတော့လုံခန်းနဲ့9နှစ်6နှစ်တောင်ဆိုရင်ထောက်ပါဖို့မှာယုံကြည်သူတအေးမှမတွေ့ခဲ့ပါဘူး။တော့တွေ့တာကမတန်းကြီးဖြစ်ပါတယ်။မတန်းကြီးဟာသူတယောက်ပဲယုံကြည်သူဖြစ်ပြီးတော့ကျွန်တော်ဘုရားသုံးဆူမှာသာသနာပြုရင်တွိုင်းနဲ့အဲ့ဒီမှာဝင်ပြီးတော့သူနဲ့မိတ်တာဖွက်တဲ့ချိန်မှာ9နှစ်ကျော်လာတဲ့ချိန်မှာအတင်းတော်ဖြစ်လာတာဖြစ်ပါတယ်လို့နော်။မတန်းကြီးတို့နေတဲ့နေရာကမြန်မာလူမျိုးမြန်မာစကားပြောမှဆိုစွန့်လို့ခေါ်တယ်နော်။စွန့်ဆိုတာကဒုက္ခတဲ့စကားမဟုတ်ပါဘူးနော်။နေစာမှာရှိတဲ့ဒုက္ခတဲ့စခန်းက UN ကအထောက်ပံ့ပေးတဲ့စခန်းမျိုးမဟုတ်ပဲနဲ့စစ်ဘေးဒုက္ခတွေအနေနဲ့ခိတ္တယာယီထိုင်းအလုပ်ရှင်တခုကနော်ထိုင်းရဲ့ဒီအစိုးရမဟုတ်နော်ထိုင်းရဲ့မြေပိုင်တစ်ခုကဒီမြန်မာလူမျိုးတွေဒုက္ခရောက်တယ်ဆိုပြီးတော့မြေကွက်ပေးထားပြီးတော့ကျွန်တော်မြန်မာလူမျိုးတွေအမှအရောက်1000လောက်နော်အရောက်1000လောက်နေထိုင်တဲ့နေရာဖြစ်ပါတယ်အဲ့နေရာမှာမတန်းကြီးတို့ဦးသိန်းကြီးတို့ပြီးတော့ဆိုပြောင်းနေလာပြီးတော့အခုဆိုရင်မြို့ဖြစ်မှာအတင်းတော်ဝင်နေနေရဖြစ်ပါတယ်လို့ကဘာရရမှာရှိတော့သူများ MCA ထောင်ပေါ်တင်းတော်ကိုလည်းမမေ့ပဲစုတောင်းပေးဖို့လည်းအတွက်ဖိတ်ခေါ်ပါတယ်ဒီနေ့သင်ခန်းစာဆက်သွားဖို့ဖြစ်တယ်လို့ MCA ထောင်ပေါ်မှာရှိတဲ့ယုံကြည်သူများနဲ့တကွ website မှာရှိတဲ့သူများကိုလည်းတပြိုင်တည်းကြားရဖို့ဖြစ်ပါတယ်ကျွန်တော်တင်ခဲ့တဲ့မမြင်နိုင်တော့ရန်သူဆိုတာအပိုင်း3ပိုင်းရှိသွားပါပြီဆိုတော့ဒီနေ့ကတော့မမြင်နိုင်တဲ့ရန်သူဆိုတဲ့နံပါတ်4ကိုတင်ကြားသွားမှာဖြစ်ပါတယ်လို့တော့ဒါကြောင့်မို့ဒီမှာရှိတဲ့ယုံကြည်သူများမမြင်နိုင်တဲ့ရန်သူဆိုတဲ့သင်ခန်းစာနံပါတ်4ကိုဒီနေ့တင်ကြားမှာဖြစ်တော့ကြောင့်တင်ချာနာထောင်မှာတင်းရဲ့အသက်တာထဲမှာတင်းကိုဖြတ်စည်းဖို့အတွက်တင်းရဲ့မိသားစုတင်းရဲ့အိမ်ထောင်ရေးတင်းရဲ့ကြားမာရေးတင်းရဲ့စီးပွားရေးကိုဖြတ်စည်းဖို့အတွက်ဘုရားမဟုတ်ပါဘူးစာဒမနဖြစ်ပါအဲ့ဒီစာဒမနဟာလူမျက်စိနဲ့မြင်လို့မရတဲ့စာဒမနဖြစ်တယ်ဒါကြောင့်မို့ဘုရားခင်ဟာကျမ်းစာထဲမှာပါရေးထားတယ်ဆိုတော့တခိုးဟာခိုးမယ်တတ်မယ်ဖြတ်စည်းမယ်ဘုရားကအသက်လွတ်ရုံကအထူးတစ်ဖြစ်အသက်နဲ့ပြည့်စုံဖို့လာတာဖြစ်တယ်ဟာလေလုယာကျွန်တော်ဖခင်မှာအသက်လွတ်ရုံကအသက်နဲ့ပြည့်စုံဖို့လာတော့ကြောင့်
ဒီမှာရှိတဲ့ယုံကြည်သူများအသက်နဲ့ပြည့်စုံဖို့ဘုရားလိုရှိတယ်ဟာလေလုယာအာမင်ဒုက္ခရောက်ဖို့ဘုရားလိုမရှိဘူးခြေကျိုးဖို့ဘုရားလိုမရှိဘူးလက်ကျိုးဖို့ဘုရားလိုမရှိဘူးဆိုင်ကယ် accident ကားတိုက်မှုဖြစ်ဖို့ဘုရားလိုမရှိဘူးအဲ့ဒါအရာအားလုံးဟာမကြမ်းမမာဖို့ဘုရားလိုမရှိဘူးကင်ဆာယောဂါရှိဖို့ဘုရားလိုမရှိဘူး AIDS ယောဂါရှိဖို့ဘုရားလိုမရှိဘူးကျွန်တော်အသက်တာထဲမှာကြားမာဖို့ဘုရားလိုရှိတယ်မကြားမာခြင်းကစာရာဇာလာတာဖြစ်တယ်ကြွယ်ဝဖို့အလိုဘုရားလိုရှိတယ်စုပ်စုပ်ပြက်ပြက်နဲ့နော်စားမလောက်နေမလောက်စင်စင်ရဲရဲငတ်ငတ်ပြက်ပြက်နေဖို့လည်းဘုရားလိုမရှိဘူးဘုရားအလိုတော်ကလုံလောက်စွာစားဝတ်နေရအတွက်လုံလောက်စွာပိုရှံစွာပေးတဲ့ဘုရားဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့စင်ရဲခြင်းငတ်ပြက်ခြင်းအကျွေးတွေနဲ့နော်အတိုးတွေနဲ့ရုန်းကန်နေဖို့ဘုရားလိုမရှိဘူးဒါပေမဲ့ဒီမှာရှိတဲ့ယုံကြည်သူများဘုရားအလိုတော်ပဲလို့ဝန်ခံပြီးတော့အဲ့ဒီအရာကိုလက်ခံနေမယ်ဆိုရင်တခါတည်းစာတံပေးတဲ့အရာလည်းဖြစ်နိုင်တယ်။ကျမ်းစာအရာဆိုရင်တော့ခိုးမယ်၊တတ်မယ်၊ဖြတ်စည်းမယ်။ဘာကိုခိုးမလဲ၊ကျမ်းမာရေးကိုခိုးမယ်၊အိမ်ထောင်ရေးကိုခိုးမယ်၊ငွေရေးကြီးရေးကိုခိုးမယ်။ကျွန်တော်ရဲ့ဘဝတစ်ခုလုံးကိုဖြတ်စည်းလို့ရတဲ့ပြည်သူခိုးမှဖြစ်တော့ကြောင့်ဒီနေ့ဘုရားခင်အလိုတော်ဒီကောင်းတဲ့အရာအလုံးစုံတို့ဒီဘုရားဆရာလာတာဖြစ်တယ်လို့မကောင်းတဲ့အရာအလုံးကစာတာဆရာလာတာဖြစ်တယ်။ဒါကြောင့်မကောင်းတဲ့အရာအလုံးကိုစီးတာဖို့ယုံကြည်သူမှဘုရားတကိုးပေးထားတယ်။ဟာလေလုယာ။ဒါကြောင့်မို့ကောင်းသောအရာအလုံးကိုရရှိဖို့လည်းဘုရားအလိုရှိတယ်ဆိုတာကိုဒီနေ့ဒီမှာရှိတဲ့ယုံကြည်သူများကိုဆရာအားပေးခြင်းနဲ့ဒီနေ့မမြင်နိုင်တဲ့ယန္တုယုံကြည်သူမှာယန္တုရှိတယ်လို့ကျမ်းစာထဲမှာရေးထားတယ်ဆရာလည်းခဏခဏပြောတကယ်လို့အခုကျွန်တော်သတင်းထဲမှာတွေ့မှာပဲထိုင်းနိုင်ငံတောင်ပိုင်းမွတ်စလင်တွေကြီးစိုးတဲ့နေရာဖြစ်တယ်တရင်ထဲမှာကြည့်မယ်ဆိုရင်တော့တရင်ထဲမှာမလွင့်တဲ့တရင်တွေအများကြီးရှိတယ်စစ်သားတွေနေ့တိုင်းနေထိုင်းနိုင်ငံတောင်ပိုင်းလေးမြို့နော်ထိုင်းလူမျိုးမှာဆိုစီจังหวัดภาคใต้နော်တရင်ပြပြောရင်လေးမြို့အဲ့ဒီလေးမြို့မှာ TV ထဲမှာကြည်တိုင်းမှာပလိတ်လည်းတည်တယ်စစ်သားလည်းတည်တယ်ဘုံဖောက်တယ်ရန်သူကဘယ်သူလဲလို့ရှာတဲ့အချိန်မှာရန်သူကလည်းဘီသူပဲရှာလို့မတွေ့ဘူးဘယ်မှာလဲရန်သူစစ်တပ်ဘက်မှာလဲမဟုတ်ဘူးဘယ်သူကိုတော့တိုင်းမလဲအဲ့ဒီစစ်သားတွေကိုတတ်နေ့တိုင်းတတ်နေတာကသူတို့ရဲ့မမြင်နိုင်တဲ့ရန်သူဖြစ်တယ်ရန်သူစစ်တပ်ရှိရင်တော့စစ်တပ်ကိုဝင်တိုက်လို့ရတယ်အခုရန်သူမရှိဘူးဘယ်မှာလဲပြည်သူနဲ့ရန်သူကပေါင်းထားတော့ကြောင့်တိုက်ရင်လည်းတစ်မျိုးလုံးတိုက်ရမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့တန်ပိုင်းမှာဆိုရင်ဒီနေ့အထိမငင်မတက်ဖြစ်လာတာ၄-၅ နှစ်10 နှစ်ကျော်တော့ပြီအစိုးရတိုင်းနဲ့ဖြည့်ရှင်းတယ်ဒီနေ့အထိမငင်မတက်ဘူးဘာကြောင့်လဲအဲ့ဒီတောင်ပိုင်းမှာရှိတဲ့ရန်သူကိုသူတို့မတွေ့ဘူးမမြင်နိုင်တဲ့ရန်သူဟာကျွန်တော်တို့ယုံကြည်သူအနေနဲ့ကြားစာထဲမှာပါရေးထားတယ်ဆိုတော့ကျွန်တော်တို့ကိုရန်သူကစာတန်လို့ခေါ်ပါတယ်နော်စေတန်လို့လည်းခေါ်ပါတယ်ဗုဒ္ဓလိုပြောမှစေတန်နော်စေတန်စာတန်ဟာမြင်နိုင်လားလို့ပြောရင်မမြင်နိုင်ဘူးဒါပေမဲ့ရှိလားဆိုရင်ရှိတယ်နတ်ပူတာတော့နော်နတ်ကတော်ဆိုတော့ကျွန်တော်ကြားမှုမှာပဲဘေးရင်ကြည့်တာတော့အထက်လမ်းတော့အောက်လမ်းတော့အဲ့ဒါတွေအားလုံးကအမောင်တကိုးလို့ခေါ်တယ်ယုံကြည်လို့မဖြစ်ခင်တော့ကကျွန်တော်တို့လည်းခဏဘေးရင်တော့ကြည့်ဖို့ပါနော်လူဆိုတာကဘယ်လိုမဆိုဘာလို့တလဲဆိုတော့အနာဂတ်ကိုသိချင်ကြတယ်ဒီဘေးရင်ဆရာတွေရဲ့အနောက်ဘက်မှာကျိုးဆွဲနေတာကစာတာဖြစ်တယ်ဝိညာဉ်ဆိုးတွေဖြစ်တယ်အထက်လမ်းအောက်လမ်းဆရာတွေနဲ့မပေါင်းပေါ်ရဘူးဘေးရင်ကိုသွားမမေးရဘူးလူတွေကိုမမေးရဘူးမော်ဆရာနတ်ဆရာတွေကိုသွားမမေးရဘူးဘာကြောင့်လဲဒီနေ့ဖျားကိုပဲအားကိုးစေခြင်းတယ်တခိုးမှာကျွန်တော်ရဲ့ရန်သူကတစ္ဆာမရှိတော့ကြောင့်သူပြောတဲ့စကားအားလုံးကမမှန်ဘူးမှုတာဒါကြောင့်မို့သာနာမနာဟာသူလိမ်လည်ဖို့ပဲလာတယ်သူပြောတဲ့စကားဟာတစ္ဆာတရားမရှိတော့ကြောင့်ဖျားခင်ကရှေးဥကလေးကကြိုတင်ပြောထားလက်ရှိပါတယ်ဒါကြောင့်မို့ဒီနေ့ဒီမှာရှိတဲ့ယုံကြည်သူများကိုမမြင်နိုင်တဲ့ရန်သူအကြောင်းကိုသိဖို့လိုတယ်သာနာမနာအကြောင်းကိုသိဖို့လိုတယ်ကျမ်းစာထဲမှာလောကကိုအစိုးရတော့ဖျားလို့ပြောတော့ကြောင့်ကျွန်တော်လောကမှာနေတဲ့၍သူ့အကြောင်းကိုမသိလို့မရဘူးသာနာမနာကိုကျမ်းစာထဲမှာလောကကိုအစိုးရတော့ဖျားလို့သုံးထားတော့ကြောင့်အဲ့ဒီအကြောင်းကိုကျွန်တော်မသိလို့မရဘူး
ယုံကြည်သူဖြစ်တယ်ဒီအကြောင်းကိုမသိဘူးဆိုရင်ကျွန်တော်ဘာဖြစ်တယ်လဲဆိုရင်တော့ရန်သူကိုထိုးတာမမိဘူးလက်ဝိတ်ထိုးတယ်လို့ပဲเนาะကျွန်တော်လက်ဝိတ်ပွဲယူရီးယားမှာဆိုလက်ဝိတ်ပွဲတယ်ကျွန်တော် TV ထဲမှာကြည့်ရင်ခဏတွေ့ရမှာပဲเนาะလက်ဝိတ်ပွဲမှာလက်ဝိတ်ပွဲမှာဒီစင်ပေါ်မှာမတက်ခင်မှာသူတို့ဘာလုပ်ကြလဲနော်လက်ချင်းရတယ်တနည်းပြောမယ်ဆိုရင်နော်တွေးပူအောင်လုပ်ရတယ်ထိုးတယ်မလားထိုးတယ်ဒါပေမဲ့ဘယ်လိုနဲ့ထိုးလဲရန်သူမရှိဘူးသူတို့ထိုးတဲ့လူကလေကိုထိုးတယ်နော်တနည်းလက်ချင်းတာတွေးပူအောင်လုပ်ပြီးမှပြင်ပေါ်တက်တာနော်စင်ပေါ်တက်ပြီးထိုးတာဒါသူလက်ချင်းနေတဲ့အချိန်မှာထိုးနေပေမဲ့ရန်သူကိုမထိဘူးဒီနေ့ကျွန်တော်ယုံကြည်သူဖြစ်လာတဲ့အချိန်မှာလက်ဝဲသမားနဲ့တူတယ်လက်ဝဲပေါ်မှာတက်လိုက်တာနဲ့ကျွန်တော်ရန်သူကဘယ်လိုလဲဆိုတာကိုသိပြီးတော့အဲ့ဒီရန်သူရဲ့အားနဲ့ချက်ကိုရအောင်ကိုးမှတာလေအဲ့ဒီရန်သူကလဲမှာဖြစ်တယ်ယုံကြည်သူဖြစ်တယ်ပြဿနာခက်ခဲတွေရှိတယ်ယောဂရှိတယ်မပြောက်ဘူးအိမ်ထောင်ရေးအစီမပြေဘူးမပြောက်ဘူးအရက်ဆွဲတယ်မိမကွေတယ်စုလက်တောင်းပြီးပြီဖျားချောင်းနဲ့လာပြီးပြီကျွန်တော်မလွတ်ဘူးဆိုရင်တော့အဲ့ဒီအရာအားလုံးကအနောက်ကနေကျိုးဆွဲနေတဲ့ရန်သူရှိလို့ကျွန်တော်တို့ကိုနောက်ဆက်နေတဲ့ဝိညာဉ်ဆိုးနှဆိုးတွေရှိတော့ကြောင့်အဲ့ဒီအရာတွေကကျွန်တော်နောက်ကိုလိုက်လာတာဖြစ်တယ်။ဒါကြောင့်မို့ပြဿနာရဲ့အရင်အမြစ်ကိုသိပြီးမှအဲ့ဒီပြဿနာကိုဖြေရှင်းဖို့ဖြစ်တယ်ဆိုတာကိုဆရာဒီနေ့နော်အနေငယ်ကဘာရဲ့မှာရှိတဲ့သူရော MCA ထောင်မပုံမှာရှိတဲ့သူရောနှုတ်မတော်ဝင်ငါဖို့ဖြစ်ပါတယ်။နှစ်ကောအခန်းကြီး၄အခန်းငယ်၄ကိုကျွန်တော်ဖွင့်ရအောင်လို့နော်။ဆရာကဒီနေ့နှုတ်မတော်လေးဝင်ငါမယ်။ကျမ်းစာတင်တဲ့ဘောနဲ့တော့မှာဖြစ်ပါတယ်။ဆရာကူတင်တဲ့ခေါင်းစဉ်ကတော့မမြင်နိုင်တဲ့ရန်သူဆိုတဲ့နံပါတ်နောက်ဗီဒီယိုထဲမှာသင်ခန်းစာ၄ဖြစ်ပါတယ်။နှစ်ကောအခန်းကြီး၄အခန်းငယ်၄ကိုတွေ့ဖတ်ရအောင်။ဒီနေ့တော့ထို့သောယုံကြည်သောသူတို့ကဘုရားသခင်၏ဘုရားတော်ပြုသောခရစ်တော်၏ဘုရား၏ဒီလိုသောမြေဝိတရား၏ဆရာကြီးအလေးကိုပေးစေခြင်းမှာဒီလောကကိုကိုးရသောခုနဆရာသိန်းဝင်ကကျင်ညာသွားပြီး9လပိုင်းတစ်ရက်နဲ့အင်္ဂလိပ်ဟောကြားခြင်းရှိတယ်ဒီနေ့ကနေစပြီးတော့ကျွန်တော်ပြင်ရမယ့်အရာကဤလောကကိုအစိုးရတော့ဖျားနေတယ်သူတို့ရဲ့ညံမျက်စိကိုပွဲစေတော့ဒီဖျားဟာသူပါလို့ရတယ်ဆိုတော့လူတွေရဲ့ညံမျက်စိတဲ့ညံမျက်စိဆိုတာကဝိညာဉ်မျက်စိကိုပြောတာဘလောက်ပဲပြောအထာမပေါက်ခွတ်တော်အကြောင်းပြောလာကြားတယ်တိတယ်ယုံကြည်လားမယုံကြည်ဘူးခရစ်တော်ကြောင့်ကြားဘူးလားကြားဘူးတယ်ဆရာတွေတရားလာဟောတယ်ခရစ်တော်ယုံမလားမယုံဘူးအဲ့ဒါပါလေဆိုရင်ဝိညာဉ်မျက်စိကွယ်နေတယ်လူတွေရဲ့ဝိညာဉ်မျက်စိအုံနောက်မျက်စိကွယ်စင်အောင်ဒီလောကကိုအစိုးရတော့ဘုရားကသူလုပ်နိုင်တယ်တဲ့ဒါကြောင့်မို့ဒီနေ့အဲ့ဒီဝိညာဉ်မျက်စိပွင့်သွားတဲ့အချိန်မှာမင်းကိုဘုရားချစ်တယ်လို့ပြောတာနဲ့အလိုလိုနေတဲ့ခရစ်တော်ကိုယုံကြည်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်အဲ့ဒီဝိညာဉ်စီရဲ့ရှိမကွယ်လေဘလောက်ပဲမိတာပြဘလောက်ပဲပတ်စံကုန်ဘလောက်ပဲတရားဟောမပြောင်းလဲဘူးနားတော့ထူသွားတယ်အုံနောက်တော့အတိညာများလာတယ်မပြောင်းလဲဘူးကျမ်းစာတော့အုပ်လုံးတိတော့မပြောင်းလဲဘူးဘာကြောင့်လဲဤလောကကိုအစိုးရတော့ဘုရားကသူတို့ရဲ့ဉာဏ်မျက်စိကိုပွယ်နေတော့ကြောင့်အဲ့ဒီလောကကိုအစိုးရတော့ဘုရားရဲ့တကူဖြတ်စည်းလိုက်တာပဲမင်းကိုဘုရားချစ်လိုက်တာလို့ပြောတယ်တခါတည်းခရစ်တော်ကိုယုံကြည်လက်ခံမှာဖြစ်တယ်ဟာလေလုယာအေဝံဂေလိလောက်တဲ့ချိန်မှာဆရာအားပေးခြင်းနဲ့အခုခုနဆရာတိတ်ဝင်ပြောသွားပြီအေဝံဂေလိသွားတဲ့ချိန်မှာအရေးကြီးဆုံးကဆုတောင်းခြင်းတကူဖြစ်တယ်ဆုမတောင်းဘဲနဲ့လည်းမသွားနဲ့ဘာကြောင့်လဲဆိုတော့အောင်မြင်မှုရမှာမဟုတ်ဘူးအင်္ဂလိပ်စာဟောပြီးဆိုရင်ဟိုဘက်ခန်းကက်ဆက်ကျဲဖွင့်တယ်နော်ကျဲဖွင့်တယ်ကိုသွားပြီးတချင်းနဲ့တပုတ်လဲဆိုလဲတန်းနဲ့ဟိုဘက်ခန်းနဲ့အမြင်ကတ်လို့နော်စာရန်လူကအမြင်ကတ်လို့ကက်ဆက်ကျဲဖွင့်လိုက်ရောကိုတရားဟောလဲပြီးတော့သူကက်ဆက်ပိတ်လိုက်ရောမကြုံဘူးလားကြုံဘူးလားအဲ့ဒါစာရန်မှတ်ထားပါဒီအင်္ဂလိပ်ဟောတော့မှဆိုရင်စာရန်မကြိုက်တော့ကြောင်းကလေးမူတာတော့တတိထားအိမ်ပြည်ဟောတော့မဆိုကလေးငိုတာတော့ပြီးအော်စော်တော့အရာရှိတော့ပလက်တော့လာပြီးတော့ဟဲ့မိုက်ကြဲမဖွင့်နဲ့တော့ဆရာကြုံဘူးတယ်ဒီတစ်ခါဆရာကန့်ပြသွားတာဆရာစပြီးတရားဟောတော့မယ်
ရှင်းဝါကိုယ်ွယ်ချင်းတော့အကျဲဆိုနေတာဘာမှမဖြစ်ဘူးဆရာတရားဟောခံနေမှအော်စော်ပေါ့နော်ကံနဲ့ဆိုအော်စော်ကလာတတိပေးတယ်ဒီတိတော့ဖြတ်သွားမဲ့လမ်းဖြစ်တော့ကြောင်းတဲ့မိုက်လေးတွေကိုမသုံးပါနဲ့တဲ့အတင်းသားတွေကအကုန်ကြောက်ပြီးတော့အကုန်မိုက်လျှော့တယ်ဆရာပြောတယ်တွေ့လားဒီချိန်မှတာမျိုးကန်းရောက်လာတာလေနော်တာရောက်တော့ယေရှုနာမနဲ့ဝေဝေသွားဟာလေလုယာဝေသွားဆရာတရားဟောခံဒီမှာတတိလာပြီးတော့အကုန်ကြောက်ပြီးဆရာမိုက်ကိုရှော့ပြလိုက်မရှော့နဲ့လို့ဆရာတာဝန်ယူမယ်လို့ဆရာတရားပြအောင်ဟောမယ်ပြီးရင်ဆရာတော့ဆင်းမယ်လို့မင်းတို့နဲ့မဆိုင်ဘူးလို့သူတို့နောက်ဆုံးတော့မကြောက်မနဲ့မိုက်ကိုအကြည့်ကြဖွင့်ထားလိုက်တယ်ဟာလေလုယာဤလောကကိုအစိုးရတော်ဖခင်ကကလေးငိုတာတော့ကက်ဆက်ကြဲဖွင့်တာတော့အနောက်ရှက်ဖြစ်တာတော့အမြဲတမ်းလုပ်တတ်တယ်အေဝံဂလိတရားမှာတကိုးရှိတော့ကြောင့်အဲ့ဒီတကိုးကလူနဲ့တို့ထင်းအသက်တာပြောင်းလဲမယ်လို့စာတာမာနတည်တော့ကြောင့်အေဝံဂလိတရားဟောကြားတဲ့အချိန်မှာအရေးကြီးဆုံးကဆုတောင်းခြင်းပဲဖြစ်တယ်ဟာလေလုယာဆုတောင်းလိုက်တာနဲ့ဖခင်တကိုးဖျားပိတ်ပိတ်ပါတဲ့အချိန်မှာအဲ့ဒီလူကစကားအထစ်ပြောပေမဲ့လည်းပြောင်းလဲတယ်စကားမပီကလာပြောရင်လည်းပြောင်းလဲတယ်စာတလုံးမှမတတ်ပဲနဲ့သူ့ဘဝအကြောင်းကိုတက်တဲ့ခံစားလည်းပြောင်းလဲတယ်သူ့အသက်တာထဲမှာတော့သူ့ရဲ့ပြောတဲ့အချက်တစ်ချက်လေးနဲ့သူများအသက်တာကိုသူ့အထိပြီးပြောင်းလဲတယ်။ဘာကြောင့်လဲ။အဲ့ဒါကအေဝံဂလိတရားမှာတကိုးရှိတော့ကြောင့်အဲ့ဒီဝိညာဉ်တော်တကိုးဆင်းသက်လာတဲ့အချိန်မှာဤလောကကိုအစိုးရတော့ဖျားသူတို့ရဲ့ဉာဏ်မျက်စိကိုကွယ်စေတဲ့အရာမရှိတော့တဲ့အချိန်မှာအလိုလိုနဲ့ခွတ်တော်ကိုလက်ခံတာဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်မို့ကျွန်တော်တိုက်ရမယ့်ပုဂ္ဂိုလ်ကတခြားဘာသာမဟုတ်ဘူး။ဗုဒ္ဓဘာသာမဟုတ်ဘူး။မွတ်စလင်ဘာသာမဟုတ်ဘူး။ဟိန္ဒူဘာသာမဟုတ်ဘူး။တခြားအတင်းတော်မဟုတ်ဘူးတခြားတိုင်းကနာမဟုတ်ဘူးကျမ်းစာထဲမှာပြောဆိုအေဖက်အခန်းကြီး6เนาะအခန်းငယ်7ကိုကြည့်တဲ့အချိန်မှာအေဖက်အခန်းကြီး6အခန်းငယ်7เนาะနောက်တော့ကျွန်တော်ပြန်နှွေးမှာဖြစ်ပါတယ်အေဖက်အခန်းကြီး6အခန်းငယ်7မှာတွေ့ရင်အတူတူဖတ်ရအောင်အကြောင်းမူကားเนาะတင်းနှစ်တော့အကြောင်းမူကားငါတို့ဒီအသွေးသားရှိသောယခုတို့နှင့်ဆိုင်ပြန်တိုက်လာရကြတယ်ဟုတ်အထွတ်မြတ်တော်နှင့်၎င်းအာနာဆက်တော်နှင့်၎င်းလောကီမောင်မ၌အစိုးတရားပြုသောမြင်းတော်နှင့်၎င်းမိုးကောင်းကင်၌နေသောနတ်ဆိုးတော်နှင့်၎င်းဆိုင်ပြန်တိုက်လာကြ၏ယုံကြည်သူရဲ့တက်တာအထဲမှာတိုက်ရမယ့်ပုဂ္ဂိုလ်ကအသွေးအသားတဲ့မှတ်ထားပါကျမ်းစကားကအသွေးအသားတဲ့ဝိညာဉ်စကားပြောရင်အသွေးအသားရှိတဲ့သူနဲ့အသွေးအသားမရှိတဲ့သူလို့ပြောတယ်အသွေးအသားရှိတဲ့လူဆိုတော့လူကိုပြောတာလူမှန်သမျှအလုံးကအသွေးသားနဲ့လှုပ်ထားတယ်နော်အသွေးရှိတဲ့အသားရှိတယ်အဲ့ဒါလူကိုပြောတာကျွန်တော်တို့ရဲ့ယန္တူကလူမဟုတ်ဘူးတဲ့ဒါဆိုရင်ဘယ်လိုလဲအသွေးအသားမရှိတဲ့လူဆိုတော့ဘယ်လိုလဲနတ်ဆိုဝိညာဉ်ဆိုမောင်မိတ်ကိုလောကကိုအစိုးရတော့ဖျားနတ်ဖျားအထက်လန်းအောက်လန်းအမောင်ပညာနော်အမောင်ထုပညာအမောင်ထုတကိုးတွေအားလုံးကိုတိုက်ရတာဖြစ်တယ်ယုံကြည်သူအသက်တာထဲမှာဒီအရာကိုတိုက်ရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ညာသူကကျွန်တော်တို့ရဲ့ဆရာသမားမဟုတ်ဘူးကျွန်တော်တို့ရဲ့မိဘမဟုတ်ဘူးကျွန်တော်တို့ရဲ့ရောက်ခမမဟုတ်ဘူးကျွန်တော်တို့မတူတဲ့လူမျိုးမဟုတ်ဘူးဒီလူမျိုးကငံမုန်းတယ်ငါရဲ့ညာသူမဟုတ်ဘူးလူမျိုးနဲ့မဆိုင်ဘူးအသားရည်နဲ့မဆိုင်ဘူးဂိုင်းကနာနဲ့မဆိုင်ဘူးပါတာစကားကွဲတာနဲ့မဆိုင်ဘူးတခြားပါတာကိုးကွယ်လို့နော်ဝတ်လုံကိုနဲ့အဝတ်စားမတူလို့ကြည့်မရတာလည်းမဆိုင်ဘူးဖယားခင်ဟာဘုန်းကြီးကိုလည်းချစ်တယ်ဟာလေလုယာဖယားခင်ဟာမေဒီလာရှင်ကိုလည်းချစ်တယ်ဖယားခင်ဟာနော်ကျွန်တော်တို့တရုတ်ဘုန်းကြီးမြန်မာဘုန်းကြီးထိုင်းဘုန်းကြီးယူနီဖောင်းကိုနဲ့မတူတဲ့လူအားလုံးကိုချစ်တော်ဖယားဖြစ်တယ်ဟာလေလုယာအဲ့ဒီလူတွေကကျွန်တော်တို့ရဲ့ယန္တူမဟုတ်ဘူးကျွန်တော်တို့ရဲ့ယန္တူဟာဘယ်သူလဲဆိုတော့အဲ့ဒီလူရဲ့အနောက်မှာကျူးဆွဲနေတဲ့အမောင်ကျိုးအမောင်တုကကျွန်တော်တို့ရန်သူဖြစ်တော့ကြောင့်အဲ့ဒီကျိုးကိုပြတ်ဖို့အရေးကြီးတယ်တရားခံကဝိညာဉ်ဆိုနှတ်ဆိုဖြစ်တယ်ဆိုတာကိုဆရာဒီနေ့နော်အားပေးချင်ပါတယ်ကဲဒီမှာဆက်ကြည့်အောင်လို့တော့အခန်းငယ်9ပဲအေဖက်အခန်းကြီး6အခန်းငယ်9ကိုကြည့်တဲ့ချိန်မှာတတိကိုတို့ချင်း6ချင်းကိုချုပ်ပြီး၍ကိုကျွန်းတို့ကိုထိုနည်းတူပြုကြတော့ဒီတို့ဒီကောင်းကင်ဘုံ၌ရှိတော်မူသည်လို့ကောင်းထိုသခင်ဒီအပေတို့ဤမျက်နာကိုမတ်တော်မူသည်ကို၎င်းတိမှတ်ကြတော့ပြီအေဖက်အခန်းကြီး6ထဲမှာရှင်ဘောလူကဘာအကြောင်းပြောထားလဲဆိုတာအာနာဆက်အကြောင်းပြောထားတယ်အာနာဆက်ဆိုတာက
ကိုကထိုင်းနိုင်ငံမှာနေတော့ကြောင့်ထိုင်းအစိုးရရဲ့အုပ်စိုးမှုအောက်မှာနေဝန်ခံရမယ်ဆိုတာစံစာရှိတယ်မြန်မာပြည်မှာနေမယ်ဆိုရင်လည်းထိုနည်း၎င်းပဲမြန်မာရဲ့အစိုးရရဲ့အုပ်စိုးမှုအောက်မှာကတော့ဝန်ခံရမှာပဲအမေရိကန်နိုင်ငံရောက်သွားရင်လည်းအမေရိကန်နိုင်ငံအစိုးရရဲ့အုပ်စိုးခြင်းကိုဝန်ခံရမယ်ဆိုတာကိုယုံကြည်သူတယောက်အနေနဲ့ဒီလိုမျိုးကြင်ကြရမယ်ဒါဆိုရင်ဘုရားကျောင်းလာရင်ရောအသင်းတော်လာရင်ရောဘယ်လိုအုပ်စိုးမှုအောက်မှာဝန်ခံရမလဲဆိုရင်ဆရာသမားတင်းအုပ်ဆရာရဲ့အုပ်စိုးမှုအောက်ကိုဝန်ခံရတယ်ဒါဆိုအိမ်ထောင်မှာအသင်းတော်မှာဘုရားကဘယ်သူကိုခွဲခန့်မှတ်သားတယ်လဲဆိုရင်တင်းအုပ်ဆရာဖြစ်ဘုရားကကိုယ်တိုင်အားလုံးလာမလို့သူ့ရဲ့ကိုယ်စလဲအနေနဲ့ဒီလောကရှိတဲ့မှာအစိုးရကဏ္ဍဆိုရင်ဘုရားကဝန်ကြီးချုပ်နော်အသင်းတော်ကဏ္ဍဆိုရင်ဘုရားကတင်းအုပ်ဆရာအိမ်ထောင်ရေးဆိုရင်ရောမိန်းမနဲ့သားသမီးကကိုယ့်ယောက်ျားရဲ့စကားကိုနာခံရတယ်အိမ်ထောင်ရေးမှာအိမ်ထောင်မှာအကြီးဆုံးကယောက်ျားပဲအိမ်ထောင်ဦးစီးပဲအသင်းတော်ထဲမှာတာဝန်ရှိဆုံးကတင်းအောင်ဆရာပဲဒါဆိုရင်သားသမီးကဘယ်လိုစကားနားထောင်ရမလဲဆိုရင်မိဘစကားနားထောင်ရတယ်ဒါဆိုရင်စနည်းတယ်ဖြစ်တဲ့လူကဘာလို့ရမလဲကိုယောက်ျားရဲ့အုပ်စိုးခြင်းကိုဝန်ခံရမယ်ယောက်ျားကအယက်သမားပဲဖြစ်ဖြစ်ယောက်ျားကအတော်မကြပဲဖြစ်ဖြစ်သူပြောတဲ့စကားပေါ်မှာကိုကလေးစားကြည့်လို့ပြီးဝန်ခံရတယ်ဆိုတာကိုဒီမှာရေးထားတာမိဘကိုယိုသိရင်တဲ့ပြီးတော့မှကောင်းစားမယ်လို့ပြောပြီးတော့အာနာဆက်ဖျားခင်တတ်မှတ်တဲ့အာနာဆက်တွေရှိတယ်နော်အတိတ်တော်အစိုးရနော်ပြီးတဲ့ချိန်မှာလူမှုရေးနော်အိမ်ထောင်ရေးလူမှုရေးကြတော့ကျောင်းဆရာမတွေငငယ်ကလေးကိုမြန်မာစာတောင်းတင်ပေးတဲ့ဆရာမတွေကျောင်းတော့ရင်ဆရာမရဲ့အုပ်စုမှုကိုဝန်ခံရတယ်စာတော့တင်ဥပမာအလုပ်ရှင်ဆိုရင်သူ့ရဲ့အုပ်စုမှုကိုဝန်ခံရတယ်ကိုကဒီအိမ်မှာလှုပ်တယ်ဆိုရင်သူ့ရဲ့တခင်ရဲ့စကားကိုနားထောင်ရတယ်ကိုကဒီချာမှာလှုပ်လို့ဆိုချာချင်းကိုရဲ့စကားကိုနားထောင်ရတယ်အဲ့ဒါကလူမှုရေးတနည်းပြောရင်အလုပ်ရှင်နဲ့ကျောင်းဆရာမအတင်းတော်ရောက်လာရင်တင်းအောင်ဆရာစကားနားထောင်ရတယ်အိမ်မှာရောက်သွားရင်မိဘစကားနားထောင်ရတယ်ပြီးရင်ကိုနေတဲ့နိုင်ငံရဲ့အစိုးရစကားကိုနားထောင်ရမယ်ဆိုတာကိုရှင်ပေါလုကပြောသွားပြီးတော့ဒီမှာနောက်ဆုံးသူပြောလဲဆိုတော့အလုတ်ရှင်ကလည်းတဲ့နော်ကိုယ့်ရဲ့အလုတ်သမားကိုတဲ့နော်ချင်း6ချင်းကိုမလုတ်ပါနဲ့လို့ပြောပြီးတော့ရှင်ပေါလုကပါထပ်ပြောလို့ဆိုထိုသခင်ဒီအပေလူဤမျက်နှာကိုမှတ်တော်မမူတဲ့ကျွန်တော်ဖယားကဘလို့ဖယားမျိုးလဲဆိုတော့လူမျက်နှာကိုမမှတ်တဲ့ဖယားတဲ့ကျမ်းစာကလူမျက်နှာကိုမမှတ်ဘူးဆိုတာကဘာကိုပြောတယ်ဆိုတော့ငါတို့ဖယားကဘယ်သူကိုမကြောက်ဘူးနော်တဲ့ငါတို့ဖယားကဘယ်သူကိုမှအာမနာဘူးနော်တဲ့ငါတို့ဖယားကအမှန်ကိုအမှန်တမန်တရားကိုတမန်တရားပဲနော်တဲ့ရှင်ဘောလူဝဲအဲ့ဒါကိုနားတယ်ဆိုဘယ်သူမျက်နှာမမှတ်ဘူးဆိုတာကငါတို့ဖယားကဘယ်သူကိုမှမကြောက်ဘူးနော်တဲ့ဒါကြောင့်မို့ငါတို့ဖယားကဒီလိုဖယားမျိုးဖြစ်တယ်လို့ပြောသွားတဲ့အချိန်မှာယုံကြည်သူတက်တာထဲမှာဒီလိုပုံစံနဲ့အသက်ရှင်ရမှာဖြစ်တယ်ဆရာတင်းအောင်ဆရာလှုပ်လာတဲ့အချိန်မှာဆရာတွေ့နေတဲ့ယုံကြည်သူများများကကြောက်ရွံ့ခြင်း၄-၅မျိုးတွေ့ရတယ်ပထမယုံကြည်သူနဲ့အမှုတော်ဆောင်ကဖယားကိုကြောက်တဲ့အမှုတော်ဆောင်ယုံကြည်သူကရှိတယ်နောက်ယုံကြည်သူနဲ့အမှုတော်ဆောင်ကအစိုးရကိုကြောက်တဲ့အမှုတော်ဆောင်နဲ့ယုံကြည်သူဆိုတာရှိတယ်နောက်ယုံကြည်သူနဲ့အမှုတော်ဆောင်ကလူထုပြိတ္တကိုကြောက်တဲ့အမှုတော်ဆောင်နဲ့ယုံကြည်သူဆိုတာရှိတယ်နောက်ဆုံးတော့မိမကိုကြောက်တဲ့အမှုတော်ဆောင်နဲ့ယုံကြည်သူဆိုတာရှိတယ်မိမကြောက်တဲ့လူရှိတယ်အစိုးရကြောက်တဲ့လူရှိတယ်လူထုပြိတ္တအပြောဆိုကြည့်ရမှာကြောက်တဲ့လူရှိတယ်ပြီးရင်ဖျားကြောက်တဲ့လူရှိတယ်တောင်းတင်မှာရှိတဲ့ယုံကြည်သူများနဲ့ကပ္ပရဲ့မှာရှိတဲ့ယုံကြည်သူများတမန်တရားပေါ်မှာရက်တည်ပြီးတော့ဖျားခင်ရဲ့စကားပေါ်မှာရက်တည်မယ်ဆိုရင်ခန္ဓာကိုတတ်နိုင်တော့လူကိုမကြောက်ပဲနဲ့ခန္ဓာရောစိတ်ဝိညာဉ်ရောငရဲကိုပို့နိုင်တော့ဘုရားကိုကြောက်ဖို့ဘုရားပြောတာဖြစ်တယ်ဟာလေလုယာနောက်ဒီမှာရှိတဲ့ယုံကြည်သူများနဲ့ကပ္ပရဲ့မှာရှိတဲ့ယုံကြည်သူများကျွန်တော်ဘုရားရဲ့တမန်တရားပေါ်မှာပြက်တသားဟောတယ်ပြက်တသားရက်တည်တယ်ပြက်တသားဟောတော့ကြောင့်လူမျက်နှာမထောက်ဘူးအမှန်ကိုအမှန်တိုင်းပြောတယ်အာနာဆရာမလို့ဘူးเนาะကျွန်တော်မြန်မာတိုင်းသားတယောက်ဖြစ်တယ်ကျွန်တော်မြန်မာမုံတင်ရှိတယ်မြန်မာပြည်ကနေကျွန်တော်ထိုင်းနိုင်ငံကိုတရားဝင်ပတ်ဖို့နဲ့ဖတ်လာတယ်မြန်မာပြည်ကိုကျွန်တော်လတိုင်းအခွန်ပေးတယ်ဒါကြောင့်မို့ကျွန်တော်မြန်မာပြည်သားတယောက်ဖြစ်တော့ကြောင့်မြန်မာနိုင်ငံရဲ့ဥပဒေတစ်ခုမှကျွန်တော်မချိုးဖောက်တဲ့အတွက်မြန်မာအစိုးရကိုကျွန်တော်ဘာမှကြောက်စရာမလို
ကျွန်တော်ဖျားကိုယုံကြည်တော့သူဖြစ်တော့ကြောင့်အမှုတော်ဆောင်ဖြစ်တော့ကြောင့်နေရာတိုင်းမှာကျွန်တော်သွားရဲတယ်အရာခတ်သိမ်းတိုင်းမှာကျွန်တော်ဟောရဲတယ်ဘာကြောင့်လဲကျွန်တော်ဟာဖျားကိုတာပြီးကြောက်တော့ကြောင့်ဖြစ်တယ်ဟာလေလုယာနံပါတ်1တစ်ချက်လူထု breaker ကိုကြောက်စရာမလိုဘူးလူထု breaker ဟာကောင်းတယ်ဆိုရင်ကောင်းတယ်လို့ပြောပြီးမကောင်းဘူးဆိုလည်းမကောင်းတာပြောတတ်တယ်နည်းနည်းလေးတိတဲ့အရာကိုအမိထိုးပြီးတော့အကျေချက်တတ်တဲ့လူဖြစ်တော့ကြောင့်ကိုယ့်အသက်တာထဲမှာကိုယ်နဲ့ဖျားနဲ့မှန်ကန်စွာအသက်ရှင်ပြီးတော့ဖျားစကားအတိုင်းရက်တည်ပြီးအသက်ရှင်မယ်ဆိုရင်လည်းလူထု breaker ရဲ့ပြည့်တင်ကဲရဲ့ချင်းကိုလည်းကြောက်စရာမလိုဘူးဟာလေလုယာလူထု breaker ရဲ့အတင်းပြောခြင်းနဲ့ကြောက်စရာမလိုလူထု breaker တွေရဲ့မကျေမနပ်ဖြစ်မှုကိုလည်းကြောက်စရာမလိုဘာကြောင့်လဲကိုယ်နဲ့ဖျားခင်နဲ့မှန်ကန်စွာအသက်ရှင်မယ်ဆိုရင်ဘယ်သူမှကြောက်စရာမလိုဘူးဟာလေလုယာနံပါတ်3တစ်ချက်မိန်းမလို့ပြောတော့ကြောင့်မိန်းမကိုမချစ်ရဘူးလို့ပြောတာမဟုတ်ဘူးမိန်းမကိုကြောက်စရာမလိုဘူးလို့ပြောတော့ကြောင့်ဒီနေ့နေစတဲ့မိန်းမမြို့ငါမကြောက်ငါဘားရိုက်မယ်အဲ့ဒါတော့ပြောတာမဟုတ်ဘူးနော်အိမ်ပြန်လာတဲ့ဆရာဆိုင်ဟောတာနဲ့ငါသူ့ကိုမိန်းမကိုဘားရိုက်ပြလိုက်မယ်မဟုတ်ဘူးအဲ့ဒါကိုပြောတာမဟုတ်ဘူးအိမ်ရောက်တော့မိန်းမကိုဘားရိုက်တာတော့မဟုတ်ဘူးမိန်းမကိုမကြောက်ဘူးဆိုတာကဘာကိုဆိုလို့တလဲဆိုတော့ဖယားတရားနဲ့ပတ်သက်လာရင်ဖယားဘက်မှာယက်တည်ပါမိန်းမကဒီပတ်အလုပ်များတဲ့ဖယားကြောင့်မသွားနဲ့တော့ဆိုရင်မိန်းမစကားနားထောင်မှာဖယားကြောင့်သွားမလားရွေးတော့အရာခတ်တဲ့တိုင်းမှာကိုကြီးပဲပို့ကြတာမဟုတ်ဘူးအရေးမကြီးတဲ့ကိစ္စဝေယကိစ္စအားလုံးမိမဆုံးဖြတ်ပါစေမိမပါစားခြင်းနဲ့မိမပါချက်ခြင်းနဲ့သူဆုံးဖြတ်ပါစေတိုးတော်လဲဖယားတရားနဲ့ပတ်သက်လာရင်တော့ကိုပဲဆုံးဖြတ်ရမှာဖြစ်တယ်ဟာလေလုယာဖယားကိစ္စနဲ့ပတ်သက်ရင်လုံးဝရှော့လို့မရဘူးဒီရင်ငါဖယားကြောင့်သွားမယ်လို့ပြောပြီးတော့မိမကလည်းဟာ OT လေးစင်းပါအောင်ပတ်စံပို့ရအောင်မင်းဘုရားကျောင်းသွားရင်ငါတို့အိမ်မှာစားစရာမရှိပါဘူးအလုပ်လေးပါလို့ရှာလုပ်ပါအောင်လို့ပြောလိုက်တော့ကိုဘုရားကျောင်းသွားမလားမိမစကားကိုနားထောင်ပြီးတော့အလုပ်လုပ်မလားယောက်ျားတွေပြက်ပြက်တသားဆုံးဖြတ်ရမှာဖြစ်တယ်မကြောက်ဘူးလို့ပြောလာတဲ့အချိန်မှာဘုရားတရားနဲ့ပတ်သက်လာလို့ရှင်ရေးတည်ရေးနဲ့ပတ်သက်လာရင်ဘုရားစကားပေါ်မှာယက်တည်ဖို့အားပေးခြင်းတယ်ဟာလေလုယာမကြောက်ဘူးပြောတော့ကြောင့်မိုးခိုင်းတာပြောတာမဟုတ်ဘူးပို့ပြီးတော့ချစ်ဖို့ဖြစ်ပါတယ်လို့ဟာလေလုယာဒါကြောင့်မို့အဲ့ဒါကိုပြောတာဖြစ်တယ်เนาะဒါကြောင့်မို့ဒီနေ့ဒီမှာကြည့်တဲ့အချိန်မှာကျွန်တော်ဖယားကဘယ်လိုဖယားမျိုးလဲဆိုတော့လူမျက်နှာမထောက်တဲ့ဖယားတဲ့ဒီခန္ဓာပဲဖြစ်တရားဟောတာပဲဖြစ်အမှန်တဲ့အရာကိုမှန်တဲ့အတိုင်းပြောရမှာဒီရုပ်တုကမီးလောင်ရင် तू လည်းဖတ်ပြေးလို့မလုပ်ဘူး तू လည်းမီးလောင်ခံရမှာမီးလောင်ခံရမယ့်ရုပ်တုကိုမင်းတို့ထိုင်ရှိကိုနေတော့မင်းတို့လည်းမကယ်နိုင်ဘူးเนาะမင်းတို့တော့မှသူ့ထက်တော့ပုံမြင့်မြတ်သေးတယ်ဘာကြောင့်လဲမီးလောင်မင်းတို့ထွက်ပြေးလို့ရတယ်အဲ့ဒီရုပ်တုကထွက်ပြေးလို့မရဘူးအားနာစရာမလိုဘူးဖခင်ရဲ့တမန်တရားကောင်ရက်ကြည့်ပြီးပြောမှာဖြစ်တယ်ဟာလေလုယာတမန်ကျမ်းစာထဲမှာရှိတဲ့ prophet တွေကိုကြည့်မေနော်ဒီပါရဖခင်တွေကိုသူတို့ဆိုတာအေလိယတို့အေလိရှေတို့ဆိုတာကဖခင်ရဲ့တမန်တရားပေါ်မှာရက်ကြည့်ပြီးတော့ပြက်ပြက်သားသားပြောနိုင်ရမယ်ဟာလေလုယာပြောလို့သူများခဲနေပါအောင်လဲယေရှုတော်ပဲဟာလေလုယာပြောလို့သူများထောင်ထဲဖမ်းချုပ်လဲယေရှုတော်ပဲဟာလေလုယာပြောလို့သူများနောက်တစ်ခေါက်သူ့အိမ်ကိုမခိုက်ခေါ်လက်မခံလဲယေရှုတော်ပဲလက်ခံတဲ့နေရာတော့ပြောမယ်ဟာလေလုယာဖခင်ရဲ့တမန်တရားကိုပြက်ပြက်သားသားဟောတဲ့နေရာမှာတက်တွေခံတဲ့နေရာမှာတော့လုံးဝမလျှော့နဲ့ဟာလေလုယာလူမျက်နှာမထောင်နဲ့တမန်တရားကိုပြက်ပြက်သားသားဟောရဲကိုအရေးကြီးတယ်။ဘာကြောင့်လဲအဲ့ဒီလူမျိုးကဘယ်တော့မှမသိဘူး။လူကိုကြောက်တဲ့အမျိုးကအမြဲတမ်းသူများထက်ပိုသေးတယ်။နှခါသေးတယ်။လောကမှာနေလဲကြောက်လို့သေရတယ်။နောက်ဆုံးတမန်တော်ဘဝမှာလည်းမတည်ချဘူး။သူ့ဘဝဖခင်ကအတွက်တည်လဲတည်ပါစေလို့ရက်တည်ပြီးတော့တရားဟောတဲ့သူကလည်းမိထဲကြရင်လည်းမိမလာဘူးရေထဲကြရင်လည်းရေမနစ်ဘူးဟာလေလုယာတောင်းတင်မှာရှိတဲ့ယုံကြည်သူများနဲ့ကဘာရက်မှာရှိတဲ့ယုံကြည်သူများတမန်တရားပေါ်မှာပြက်ပြက်သားသားရက်တည်ရဲဖို့လည်းဆရာအားပေးချင်ပါတယ်လို့နော်ကဲဆက်ကြည့်အောင်အခန်းငယ်နော်ကျွန်တော်တို့အေဖက်ခန်းကြီး6ထဲမှာပဲအခန်းငယ်16ကိုကြည့်မယ်နော်အခန်းငယ်16ကိုတွေ့ရအောင်တွေ့ဖတ်မယ်တိနေတော့ငါဒီအေဥပိတရားကြောင့်တန်ကျိုးနှင့်ရှင်းအောင်ရှင်းကိုခံလက်တန်တမာမှုကိုပြုရသည်ဖြစ်၍ထိုတရား၏တက်နေသောအရာတို့ကိုဖြောပြခြင်းကငါဒီနှုတ်ကိုရဲရင်စွာဖွင့်လှစ်ခြင်းအခွင့်ရှိမည်အကြောင်းကို၎င်းထိုတရားကိုဟောပြောအပ်သည်နှင့်အညီရဲရင်စွာဟောပြောမည်အကြောင်းကို၎င်းငါဖို့ဆုတောင်းကြတော့ရှင်ပေါလုကသူ့ကိုပဲပါဆုတောင်းခိုင်းတယ်ပြက်ပြက်တသားရဲရင်တတိရှိရှိဟောရဲကိုငါ့ကိုဆုတောင်းပေးပါတယ်ဟာလေလုယာအခုအမှုတော်ဆောင်ကတိတ်တတိမရှိဘူးနော်မဟောရဲမပြောရဲသူမြတ်ခံစားရမယ်ဟ
အမှုတော်ဆောင်ဖြစ်ပြီးတော့နော်ရှိန်နေကြောက်နေရှက်နေတော့တင်တရားဟောရင်သူများဘာမှကောင်းကြည့်မရဘူးရှိန်တတ်တယ်ကြောက်တတ်တယ်နံပါတ်1အစိုးရကိုရှိန်တယ်နံပါတ်2လူကိုကြောက်တယ်နောက်ဆုံးတော့တရားဟောတဲ့အချိန်မှာချိန်ကြောက်နဲ့ဟောတော့ဘာမှကောင်းကြည့်မရဘူးရှင်ဘောလူကဒီမှာပါရေးထားတယ်ဒီလားမိတော်ငါ့ကိုဆုတောင်းပေးမယ်ငါတတိရှိရှိနဲ့ဟောရဲပိုးတယ်တော့ဒီမှာရှိတဲ့ယုံကြည်သူများ10သိန်းလို့လည်းကောင်းကောင်းဆုတောင်းပေးဟာလေလုယာသူတတိရှိရှိဟောရဲမှာသူများအသက်တာပြောင်းလဲမှာဟာလေလုယာကြောက်နဲ့တော့ဟောဘယ်သူမှလက်ခွန်းတော့လက်ခံမှာမဟုတ်ဘူးဟိုကြောက်လိုက်နော်ဟိုလက်နဲ့ကန်ဖွဲ့စီကိုကြောက်လိုက်ဒီလက်နဲ့ကန်ဖွဲ့စီကိုကြောက်လိုက်နဲ့တော့ဟောသူများနော်သူ့ကိုခဲနေတော့ပြုံးမယ်ဘာကြောင့်လဲဒီနေ့တမန်တရားကိုပြက်တနာဟောတဲ့နေရာမှာသူများတဏှတ်နဲ့ပြည့်လို့တည်နေတယ်ပါစီဟာလေလုယာတမန်တရားကိုပြက်တနာဟောပြရမှာကြောင့်မို့ကျွန်တော်တွေ့ရတဲ့အမှုတော်ဆောင်တွေ့ရတဲ့ယုံကြည်သူတော်များများကရှိန်တယ်ကြောက်တယ်အားနာတယ်တတိမရှိဘူးနှုတ်ပတ်တော်ကိုတည့်ရတဲ့နဲ့ပြက်တနာမဟောရဲတော့ကြောင့်ဒီနေ့ယုံကြည်သူများများစွာလှုပ်ချင်းခွင့်မရဘူးမုန်းလည်းမတတ်နိုင်ဘူးဒါပေမဲ့ဘုရားဖက်မှာတော့ဘုရားစကားပေါ်မှာရပ်တည်ရမှာဖြစ်တယ်အာမင်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ကြည့်တဲ့ချိန်မှာကျွန်တော်ဆက်ကြည့်အောင်เนาะကျွန်တော်ဒီမှာကြည့်တဲ့ချိန်မှာအခန်းငယ်เนาะအခန်းငယ်73เนาะဒီဘက်အခန်းကြီး6အခန်းငယ်73ကိုဖတ်မယ်ဒီနှစ်တော့ထို့ကြောင့်ခဲရင်ဆုံးရုပ်တော်နေ့ရက်ကာလမှာစီးသားနိုင်တဲ့ဖြစ်ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ခံရနိုင်မည်အကြောင်းဘုရားပြင်ပြင်ဆင်တော်မူသောလက်နဲ့စုံကိုယူဆောင်ကြလော့ခဲရင်ဆိုးရုပ်သောကာလဟာလူတိုင်းယုံကြည်တိုင်းတွေ့ရတယ်အဲ့ဒီခဲရင်ဆိုးသောကာလကတရားဟောလို့ထောင်ကျသွားတဲ့လူလည်းဖြစ်နိုင်တယ်ဒီဥပဒေတရားဟောလို့သူများခဲနေပေါက်တာလည်းဖြစ်နိုင်တယ်အမျိုးမျိုးအထင်လွဲခံရပြီးတော့အပြောဆိုသူများအထင်လွဲပြီးတော့တနည်းလုံးသူများစတွေးပတ်ထမှာကျသွားတာလည်းဖြစ်နိုင်တယ်စိတ်ကမကြနိုင်စိတ်ကကြသွားပြီဆိုရင်တော့အဲ့ဒါစာရနိုင်ပြီဘုရားနောက်လိုက်တယ်ခွတ်တော်ယုံကြည်တယ်ဓမ္မမိတ်ဆွေအထူးတစ်ဖြစ်ကျွန်တော်လေးစားတယ်နော်ဗုဒ္ဓဘာသာဝင်နေပြောင်းလဲတာလည်းကျွန်တော်လေးစားတယ်ကျွန်တော်တို့ကခွတ်တော်ယုံကြည်တယ်ဆိုတာကအနောက်ကနေတွန်းအားအများကြီးတယ်မိဘကယုံခွတ်တော်ကိုယုံခွတ်တော်နောက်လိုက်အမြဲတမ်းတွန်းအားပြီးတဲ့အတိုင်းဝန်ကျွန်တော်ငယ်ကလေးကခရိယံအတိုင်းဝန်နဲ့ကြီးပြင်းလာတော့ကြောင့်မိဘတွေကအမြဲတမ်းပဲဘုရားတရားဖက်မှာရက်ပြီးကိုအားပေးတယ်ဒါမဲ့ဓမ္မမိတ်ဆွေတနည်းပြည့်နော်ဖုံကြီးနေဖြစ်လာတဲ့သူများဗုဒ္ဓဘာသာနဲ့ခွတ်တော်ယုံကြည်တာအရန်ခက်တယ်။ဘာကြောင့်လဲကိုယုံကြည်လိုက်တာနဲ့ကို့အမျိုးတွေကကို့ကိုပြစ်ပယ်တော့မယ်။ကိုယုံကြည်လိုက်တာနဲ့ကို့တရွာလုံးကပြောလို့မဆုံးတော့ဒီလူတွေပြစ်စာဖောက်ငါတို့ဘာသာနဲ့သူများဘာသာပြောင်းလိုက်တာပြစ်စာဖောက်လို့လည်းအပြောခံရတယ်ခဲနေတယ်အပေါက်ခံရနိုင်တယ်တမျိုးလုံးကိုခွတ်တော်ကိုယုံကြည်လိုက်တော့ကြောင့်ကိုယ့်ရဲ့မိဘတွေလည်းတက်ခါကြသွားနိုင်တယ်။သူဘောရှမ်းပြီးသွားလိုက်တာဟိုမှာခရိယံဖြစ်သွားပြီပြစ်စာဖောက်တရွာလုံးပြောလို့မဆုံးပြီးရင်တခါနဲ့ပြောတစ်နှစ်လုံးပြောလို့မဆုံးတော့သို့တော်လဲတင်ကဖျားမျက်နှာကိုထောက်ပြီးတော့ဖျားကိုယုံကြည်ဖျားနောက်လိုက်လိုက်တင်းရဲ့ဆွေမျိုးသားချင်းအားလုံးကိုဖျားကောင်းကြီးပေးမယ်ဟာလေလုယာဒီအရာကိုကြက်တည်စေချင်ဒါကြောင့်မို့ဒီနေ့အဲ့ဒီကာလဟာတင်းရဲ့ခဲရင်ဆိုးရတဲ့ကာလဖြစ်နေတယ်မြူတော့ပါကွာခွင့်တော်ကိုယုံကြည်တာအဲ့လောက်တော့မှခက်ခဲတယ်အဲ့လောက်တော့မှပြဿနာများတယ်ဒါဆိုတော့မထူပါဘူးကွာငါလားမဲ့ငါယူမယ်အနောက်မဆုံးနဲ့ခဲရင်ဆိုးလို့တော့ကာယမှာခံရနိုင်ဖို့အတွက်လူတိုင်းခံရတယ်တချို့ဆိုရင်ယောဂနော်ဆရာမကူလို့မပြောက်တဲ့ယောဂခံရတယ်တချို့ဆိုအိမ်ထောင်ရေးအဆင်မပြေဘူးတချို့ဆိုရင်စီးပွားရေးတချို့ဆိုရင်လူမှုရေးအစုံကျွန်တော်ပြဿနာတွေတွေ့ရတယ်ခွတ်တော်ယုံကြည်လို့ကျွန်တော်ကအသက်တာဟာစပိုင်ဖြစ်လာတာမဟုတ်ဘူးတကယ်ပဲခွတ်တော်ကိုတကယ်ယုံကြည်လက်ခံပြီးမှအဲ့ဒီအပေါ်မှာရက်တည်ပြီးမှဆုံးဖြတ်ချက်ချပြီးမှဒီဖြစ်စေသမင်းငတ်ဒီဖြစ်စေပါပဲပြောငါယေရှုနာကိုတစ်သက်လုံးလိုက်မယ်လို့ဆုံးဖြတ်ချက်ချပြီးတော့တကယ်လို့မှတင့်ကိုဘုရားကောင်းကြီးပေးတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဒီနေ့ခဲရင်ဆိုးလို့တော့ကာလမှာခံရနိုင်ဖို့အတွက်ကဘုရားပြင်ဆင်တဲ့လက်နဲ့ဆောင်ကိုဝိုးစေရမယ်တဲ့နော်အဲ့လက်ဆက်နဲ့ဆောင်အသေးစိတ်ကကျွန်တော်နောက်မှသွားမှာဖြစ်တယ်ဒါပေမဲ့ခဲရင်တော့ဆိုးလို့တဲ့ကာလဆိုတာကနောက်ဆုံးတော့ကာလကိုပြောတာမဟုတ်ခဲရင်တဲ့ဆိုးလို့ကာလလူတိုင်းမှာတွေ့ရတယ်တမျိုးလုံးအထင်လွဲတာတော့တကြောင်လုံးအထင်လွဲတာတော့မိဘတွေကမင်းခွတ်တော်နောက်လိုက်တော့ငါအိမ်မှာမလာနဲ့ကြားဘူးလေအိမ်ထဲမှာတော့ဘေးမအိပ်ဘူးခွေးလိုဝက်လိုဆက်ဆံတယ်ဘာကြောင့်လဲ
အဲ့ဒါကတင့်ရဲ့ခင်းရင်းဆိုးရတော့ကာလဖြစ်နိုင်တယ်အဲ့ဒီကာလကိုကြော်လွှမ်းနိုင်ဖို့အတွက်ကတော့ဖခင်ရဲ့တမန်တရားပေါ်မှာပြန်ပြီးရပ်တည်ဖို့ရည်ကြီးတယ်ဟာလေလုယာဒါကိုဆရာအားပေးချင်ပါတယ်လို့နော်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ဟိုကိုတွားရအောင်ဟေရှာယနော်ဟေရှာယအခန်းကြီးနော်ဟေရှာယအခန်းကြီး61ကိုတွားရအောင်နော်ဟေရှာယအခန်းကြီး61အခန်းငယ်3နော်တွေ့မှတ်မယ်စိတ်မသာညီးသွားသောစီးတော်မြတ်သားအဖို့စီ၍ဘုရားအရာ၌ပေါင်းတရဖူဝါနေခြင်းအရာ၌ဝါမြောက်ခြင်းစီညိုးငယ်သောစိတ်တော်အရာ၌ချီးမွမ်းခြင်းအဝတ်တစားသူတို့အားဘေးစေခြင်းကငါကိုစေလွတ်တော်မူပြီးထိုလူတို့သည်ဖြောင့်မတ်ခြင်းတပိတ်ပင်ဘုံအသေးတော်ကိုထာဝရဘုရားစိုက်ပျိုးတော်မူသောအပြင်ဟူ၍သမုတ်ခြင်းကိုခံရလိမ့်မည်နော်ဘုရားခင်ကဘာကိုပဲပြီးတယ်လဲဆိုတော့ဝါမြောက်ခြင်းနော်ငြိမ်သက်ခြင်းကိုပြီးတယ်စာတာကဘာပြီးတယ်လဲဆိုရင်စိတ်မသာညီးသွားခြင်းဝါနေခြင်းညှိုးငယ်ခြင်းမှတ်ထားပါစိတ်မသာညီးသွားခြင်းဝါနေခြင်းညှိုးငယ်ခြင်းပထမဆုံးစာတာသုံးတဲ့ကရိယာကစိတ်မသာညီးသွားခြင်းဖြစ်အောင်လုပ်မယ်ဝါနေခြင်းဖြစ်အောင်လုပ်မှာတယ်နော်ပြီးတဲ့ချိန်မှာညှိုးငယ်ခြင်းဝါနေခြင်းညှိုးငယ်ခြင်းဆိုတာဘာကိုပြောတယ်လဲဆိုအလိုလိုနေစိတ်ကကြတာအလိုလိုနေရင်းနဲ့ညှိုးငယ်တာဘုရားကောင်းသွားလည်းမပျော်ဘူးတချင်နှမ်းထောင်လည်းမပျော်ဘူးဟာတာကားတွေကြည့်လည်းမရည်ဘူးဖြစ်ဘူးလားဟာတာကားသာကြည့်နေတာတော့စိတ်မပျော်ဘူးပျော်စရာတဲ့နေရာမှာသူများခေါ်သွားပြီးတော့သူများကဟိဟာပျော်နေတဲ့ကိုကမပျော်နိုင်ဘူးအလိုလိုနေစိတ်ကြနော်ပြီးတော့အကြောင်းလည်းမရှိဘူးအဲ့ဒါကစာရာစီရလာတယ်နံပါတ်1တစ်ချက်တင်းစိတ်နှလုံးများကိုအစစ်လေးလုပ်ဖို့အတွက်စာနာမဏကဘာကိုလုပ်တယ်လဲဆိုစိတ်ညှိုးငယ်သွားပြီစိတ်တက်ကြသွားပြီဆိုလူတယောက်အသက်တာထဲမှာစိတ်တက်ကြသွားပြီဆိုရင်သူ့ဘဝကရစရာမရှိတော့ဘာကြောင့်စိတ်တက်ကအရာကြီးကြီးစိတ်တက်မကြဘူးအမြဲတမ်းမျောလင့်ခြင်းရှိတယ်ဆိုရင်ခြေပဲကြိုးကြိုးလက်ပဲကြိုးကြိုးဘာပြဿနာပဲဖြစ်အမြဲတမ်းသူပြန်ထားနိုင်တယ်အာမင်မြန်မာပြည်ရဲ့ကျွန်တော်ငယ်ငယ်ကလေးကျွန်တော်ထွက်လာတာယူရီးယားရောက်လာတဲ့အချိန်မှာကြည့်ကျွန်တော်တို့ရဲ့ငယ်ငယ်ဘဝနဲ့ကိုသားသမီးငယ်ဘဝအရန်กว่าတယ်ဒီမှာမွေးတဲ့ကလေးတွေချာကြည့်တော့သူတို့အရန်ပြောတယ်ဟုတ်တယ်နော်ကိုစိတ်ချပြီးလုံချုံတယ်ဟုတ်တယ်နော်သူများကမြန်မာကလေးတို့ပြောပေမဲ့လည်းအဲ့တော့ဒီသူတို့အောက်သားမကြောက်သူတို့ဒီထိုင်းမှာမွေးပွားလာတဲ့အချိန်မှာထိုင်းနိုင်ငံရဲ့အုပ်စိုးမှုကျောင်းမှာရှိနေတဲ့အရာအဖြစ်သူတို့အသက်တာမိမိကိုယ်ကိုဂုဏ်ယူတယ်ကြီးပြင်းလာရင်သူတို့အသက်တာထဲမှာအနည်းဆုံးတော့ကြောက်ဆက်တော့မရှိဘူးเนาะတိတ်မကြောက်ကျွန်တော်မမပြရလာတဲ့ကလေးလူကြီးတွေများကိုကြည့်လေ့လာတဲ့အချိန်မှာကြောက်တဲ့ဝိညာဉ်ပါလာတယ်မိမိကိုယ်ကိုမလုံတဲ့ဝိညာဉ်တွေပါလာเนาะအဲ့ဒီအရာကြောင့်ကျွန်တော်တို့เนาะဒီအရာကပါရိုက်လို့ရတယ်ဆိုစာတာမဏေရဲ့အလုပ်ရဖြစ်တယ်အဲ့ဒါကိုကျွန်တော်ယုံကြည်လို့တိုက်ထုတ်ရမှာဖြစ်တယ်ဟာလေလုယာယုံကြည်သူတယောက်ဖြစ်လာတဲ့အချိန်မှာစိတ်တကြစရာအကြောင်းကိုမရှိဘူးအာမင်ယုံကြည်သူတယောက်ဖြစ်လာတဲ့အချိန်မှာစိတ်ညှိုးငယ်စရာအကြောင်းကိုမရှိဘူးအကျွေးပဲရှိစားဖို့နေရေးပဲအစီမပြေဘာပြဿနာပဲဖြစ်ဖျားခင်နဲ့အမြဲတမ်းပြောနေခြင်းရှိတယ်ဟာလေလုယာယုံကြည်သူဟာဘယ်တော့မှဆိုမထူးဆန်းခြင်းဆိုတာမရှိဘူးမထူးဆန်းခြင်းမရှိတော့ကြောင့်ဘာပြဿနာပဲဖြစ်အမြဲတမ်းချမ်းသာတယ်မှာအဖြေရှိတယ်အဲ့ပြဿနာရဲ့အဖြေရှိတော့ကြောင့်အဲ့ဖျားကြီးနဲ့ပဲပြန်ဖြေရှင်းလိုက်အားလုံးအဆင်ပြေသွားတယ်ဟာလေလုယာမထူးတော့ပါကွာငါဘဝဒီစကားဘယ်တော့မှမသုံးနဲ့မထူးတော့ပါကွာငါကြိုက်တယ်လို့လုပ်ပြမယ်ဒီစကားမသုံးနဲ့ယုံကြည်သူဖြစ်လာတဲ့အချိန်မှာအသက်60ကျော်နေလဲလုံးဝနောက်မကြဘူးဘုရားခင်နဲ့ပြန်နှုတ်ပြနိုင်တယ်အာမင်အသက်လွန်သွားပြီမဲ့အိမ်ထောင်မကြသားရေးမကြရသေးရင်လည်းအိမ်ထောင်ကြဖို့ပြန်လို့ရှိတယ်ယုံကြည်သူဆိုတာကအသက်အရွယ်အိုသွားပါပြီကြီးသွားပါပြီဘယ်တော့မှမပြောနဲ့ဟာလေလုယာယုံကြည်သူဟာအိုမတန်ဖို့ရှိတာဟာလေလုယာစပ်ပြင်းပြမတန်ဖို့ရှိတာဒါဘယ်တော့မှမပြောနဲ့ငါတို့ကလူကြီးတွေငါတို့လူအိုတွေလူငယ်တွေသွားပါစေတောင်ပေါ်တက်လည်းမတက်နိုင်တော့ဘူးဒူးတွေတုံကုန်ပြီးမရဘူးတော့မတိုင်းရည်တော့နော်အိမ်ပြည်တရားတော်ရင်အရာမော်တယ်အခုဆိုရင်အရှိပြေးနေပြီအသက်တန်ကြီးတာဒါပေမဲ့ဖခင်ကခွန်အားပြန်ပေးတော့ကြောင့်ဘာဖြစ်လဲရွှေလင်းရုံရဲ့တကိုးပြန်ရလာတယ်ဟာလေလုယာအသက်ကြီးပြီမဲ့စိတ်တက်ရေးရဖခင်ကပြုတ်ပြင်လိုက်တဲ့အချိန်မှာဘယ်ဘက်တော့သွားနိုင်တယ်
ဘယ်လိုပဲဟောနိုင်တယ်ရောက်တဲ့နေရာမှာဘုရားအတွက်စိတ်ကမကြဘူးအရှိကိုဆက်လာတာဖြစ်တယ်လို့အာမင်ဒါကြောင့်မို့အဲ့ဒါကိုလည်းဆရာအားပေးခြင်းပါတယ်လို့နော်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့မှတ်တဲ့အခန်းကြီး8အခန်းငယ်29ကိုကြည့်ရအောင်မှတ်တဲ့8 29တဲ့ချိန်မှာသာနာမဏရဲ့ရွေချက်တစ်ခုလေးကိုဆရာပြောပြချင်ပါတယ်လို့နော်ကျွန်တော်တီးတဲ့ချိန်မှာသူ့ကိုဘယ်လိုစီးသားရမလဲဆိုတာကိုလေ့လာဖို့ဖြစ်တယ်မှတ်တဲ့အခန်းကြီး8အခန်းငယ်29ကိုကြည့်ရအောင်တွေ့ရင်ဖတ်မယ်မှတ်တဲ့8 29တွေ့ဖတ်မယ်တင်းနှစ်တော့ဘုရားခင်ဤသားတော်ယေရှုခရစ်တော်သည်ကျွန်တော်တို့နှင့်အဘယ်တို့ဆိုင်သနည်းအချိန်မတမီကျွန်တော်တို့ကိုညှင်းဆဲခြင်းကကြွလာတော်မူတော်ဟုဟစ်တော်လည်းရှောက်ကြ၏တော်ပြီဗျာဒိတ်ကျမ်းထဲမှာလေ့လာတဲ့အချိန်မှာသာနာမဏဟာသူ့အချိန်နဲ့သူရှိတယ်တခင်ယေရှုခရစ်တော်ကြွလာတဲ့အချိန်မှာသူ့ကိုရှင်းအောင်တဲ့အချိန်ရှိတယ်ငရဲပို့တဲ့အချိန်ရှိတယ်အဲ့လောက်နားလည်ရင်တော်ပြီเนาะအဲ့လောက်နားလည်ရင်တော်ပြီသာနာမဏဟာတနေ့ကျရင်သူ့ကိုငရဲပို့မဲ့အချိန်ရှိတယ်ဒါပေမဲ့ဒီမှာသာနာမဏကဘာပြောလဲဆိုတော့အချိန်မရောက်နေတဲ့ကျွန်တော်ကိုညှင်းဆဲဖို့လာလားတဲ့သာနာမဏဟာကောင်းကင်ဘော်ကနေလူစီဖာဖျားဖန်ဆင်းတဲ့ကောင်းကင်နမအကောင်းဖြစ်တဲ့ဖျားကိုပုံကန်တော့ကြောင့်သုံးပုံတစ်ပုံကောင်းကင်မှာကြာလာတဲ့အချိန်မှာအဲ့ဒါကကြာစင်းတော့ကောင်းကင်နမလို့ခေါ်တယ်သူ့ရဲ့ဆရာကလူစီဖာလို့ခေါ်တယ်တကယ်တော့လူစီဖာဟိုကျမ်းစာထဲမှာနတ်နဲ့သားမိုးတောက်ကျဲတယ်နော်နတ်နဲ့သားမိုးတောက်ကျဲဆိုတာကအဲ့ဒီစာတန်ကိုပြောတာဖြစ်နော်ကောင်းကင်ဘောကနေသုံးပုံတစ်ပုံသူဆွဲချလာတဲ့အချိန်မှာဒီလောကမှာအစိုးရတော့ဖျားတွေဖြစ်ကုန်ကြတယ်နတ်ဖျားတွေဖြစ်ကုန်ကြတယ်ကြောက်ပေါ့တွေဖြစ်ကုန်ကြတယ်နော်ယူရီးယားဆိုရင်အများကြီးပဲနော်ကြောက်ပေါ့ဆာတို့ဟိုဟာတွေဒီဖျားအကုန်လုံးဒီသုံးဖို့တော့ဝင်ကြလာတဲ့အထဲမှာသူ့မှာအချိန်ရှိတယ်ဒါပေမဲ့သူ့အချိန်မရောက်ခင်မှာသူ့အချိန်ကိုဆွဲတဲ့နေတဲ့သူကဘာကိုလုပ်တယ်လဲဆိုတော့လူတွေကိုလက်ပြတယ်လူတွေကိုလက်ပြတယ်လူတွေကိုလက်ပြတယ်ဒီလိုလှုပ်ခြင်းအားဖြင့်သူအချိန်ဆွဲနိုင်တယ်လို့သူထင်ပြီးတော့လူတွေယုံကြည်သူမြောက်များစွာလက်ပြတယ်ဖျားစိတ်တော်အောင်လုပ်တယ်ဖျားအမျက်ထွက်အောင်လုပ်တယ်ဖျားကလည်းဖျားအချိန်ရှိတယ်တခင်ယေရှုခရစ်တော်မကြွလာတဲ့အကြောင်းရင်းကဒီခံခြင်းနဲ့လူကိုချစ်တော်ကြတယ်လူတွေကိုမြောက်များစွာကောင်းကင်ပို့ဖို့တခင်ယေရှုကအချိန်စောင့်နေတာဖြစ်တယ်မှတ်ထားပါထောင်ဖာဖုံမှာဖျားအလုံးမပြီးတဲ့လို့ဖျားကဆရာတွေးနေမှာမခေါ်သေးဘူးသူတီထောင်ဖာဖုံမှာရှိတဲ့သူများသူ့အလုံးပြီးပြီဆိုရင်ဖျားကဆရာကိုခေါ်သွားမှာဖြစ်တယ်ဖျားအလုံးမပြီးတဲ့၍သူကမခေါ်ဘူးထိုနည်း၎င်းမှာဖျားအလုံးကပါလဲဆိုလူအပေါင်းတို့ဒီကေရင်ချင်းကိုရပြီးတမန်တရားကိုပြီးဖို့လူတော်များများတမန်တရားကိုတည်ပြီးတော့ကေရင်ချင်းရမယ်ဆိုရင်တဲ့အဲ့လူကကောင်းကင်ရောက်တယ်လို့တဲ့အဲ့ဒီအရာကိုမတိမရရင်ငရဲသွားမှာဖြစ်တယ်တဲ့ဒါကြောင့်မို့သာနာမဏကဖျားရဲ့အလိုကိုလည်းသိတယ်သူအနာကကိုလည်းသူသိတော့ကြောင်းအချိန်ဆွဲတဲ့နေနဲ့သူပါလို့တယ်ဆိုလူတွေကိုနီးမျိုးစုံနဲ့သူလည်းပြတယ်အဲ့ဒီနီးလုတ်ခြင်းအားဖြင့်အချိန်ဆွဲလို့ရတယ်လို့သူထင်ပြီးတော့လူတွေကိုသူအချိန်ဆွဲတယ်ဆိုတာကိုသူနောက်ဆက်တယ်ဒါကြောင့်မို့ထောက်ပံ့ဖို့မှာဆိုရင်တွေ့မှာပါသွားတဲ့နေရာတိုင်းမှာတောင်မှာလည်းဖျားဟိုတောင်လည်းဖျားဟိုတောင်လည်းဖျားတွေများတယ်တရုတ်ဖျားလည်းရှိတယ်မြန်မာဖျားလည်းရှိတယ်ထိုင်းကိုယ်ဝယ်တဲ့အရာတွေလည်းရှိတယ်အဲ့ဒီအရာတွေအားလုံးကကျွန်တော်တို့ကိုကယ်တင်ခြင်းမပေးရုံမကကျွန်တော်ကိုဒုက္ခပေးတဲ့အရာဖြစ်တယ်တချို့ဆိုနှက်ကျွေးတာရှိတယ်နှက်ကျွေးမကျွေးနိုင်တယ်အဲ့ဒီနှက်ကပြန်တတ်တာရှိတယ်အစုံပဲเนาะဒီအရာတွေကိုကျွန်တော်တို့သတိထားဖို့ဖြစ်တယ်လို့เนาะလူကာခန်းကြီး20ခန်းငယ်3ကိုစကြည့်အောင်လူကာ23ကိုကြည့်တဲ့အချိန်မှာစာတန်ရဲ့လှုပ်ရှားမှုကိုနည်းနည်းကြည့်မယ်เนาะဒီနေ့ကျွန်တော်သူပါလုပ်တယ်လဲဆိုတော့လူကာခန်းကြီး20အခန်းငယ်3မှ6လူကာ20เนาะ3မှ6เนาะတွေ့ဖတ်ရအောင်ဘုရားသာသနာ့ဒီနေတော်တဲ့ကျေးဇူးတော်ကိုမြတ်တော်ဘုရားစာရုပ်ဆဲကိုပြင်ပြီးကြည့်ပြီးသူတို့ဒီပြောတဲ့မိတ်ဆွေများပြမတော်နဲ့ပါတော်ဝါဒီယေရှုကိုအတ္တလီလေးမှု၍တိုင်မြင်နေ၏ထိုသူတို့သည်လည်းဝမ်းမြောက်သောစိတ်ရှိ၍ငွေပေးခြင်းကိုဝန်ခံကြ၏ယုဒစကရုပ်သည်လည်းဝန်ခံပြီးမှလူများမစစ်စင်ကိုယ်တော်ကိုအနံ့ချင်းကအစင်ဖြစ်သောအချိန်ကာလကိုရှာကြလက်၏ဆရာနာလိုက်ဆိုပေးပါ
တိုင်မီနဲ့ဆရာတော်ဆိုပြမယ်တိုင်မီနဲ့ဝန်ခံတယ်အစင်တင်တော့အချိန်ကာလကိုစောင့်တယ်ရှာကြတယ်ယူဒဆိုင်ရှာခရုတ်ထဲမှာဘယ်သူဝင်တယ်လဲစာရာဝင်တယ်မှတ်ထားပါကျွန်တော်တို့ရဲ့ယံသူကစာရာပဲယူဒဆိုင်ခရုတ်ကခရစ်တော်ကိုရောင်းစားအောင်ဘယ်သူဝင်တယ်လဲစာရာဝင်တယ်စာရာဝင်တဲ့အချိန်မှာသူဘာလုပ်လဲနံပါတ်1တစ်ချမ်းတိုင်မီနဲ့ပါချောင်းတိုင်မီနဲ့ယေရှုကိုဘယ်လိုအပ်မလဲနော်ယေရှုကိုအပ်မယ်ဆိုမိငါ့ပတ်စံဘယ်လောက်ပေးမလဲသူကခရစ်တော်နောက်ကိုဒါလိုက်တာနော်ဒါပေမဲ့ तू ကအိတ်ကင်လုပ်တယ် तू ကစရင်ကင်လုပ်တယ်ကျမ်းစာထဲမှာပါရေးထားဆိုအမြဲတမ်းပဲခရစ်တော်ကအမှုတော်ဆောင်ဖြစ်တယ်ခရစ်တော်ကတရားဟောဆရာဖြစ်တယ်ခရစ်တော်သွားတဲ့နေရာမှာသူများကြည်ညိုလေးစားပြီးတော့အလူငွေအများပေးတယ်ခရစ်တော်ငွေရှိတယ်နော်အများရှိတယ်နော်တည်တဲ့လူကိုရှင်းစေတာသူတို့မလူပဲနေပါမလားဟုတ်တယ်မလားမျက်စိကားလို့မျက်စိမြင်တာသူတို့မလူပဲနေပါမလားလမ်းမလျှောက်တဲ့လူတွေလမ်းရှက်ထားလျှောက်တော့သူတို့မလူပဲနေပါမလားအများကြီးလူငွေရတယ်ဒါပေမဲ့ယူဒရှက်ပြေးပါအဲ့လူငွေအိတ်ကိုကိုင်းပြီးတော့ဘာလုပ်တယ်လဲဆိုတော့အမြဲတမ်းခိုးစားတတ်တယ်အမြဲတမ်းယူတတ်တယ်ဆိုသူရဲ့စိတ်တဘောထားမားနေတယ်ခရစ်တော်ကအစီပြေအစားဆောင်ခရစ်တော်နောက်လိုက်မယ်အစီမပြေတော့အစားမချောင်းဆိုမလိုက်တော့ခင်ကောင်းမလိုက်မယ်ခင်မကောင်းမလိုက်တော့ပေါ့ဒါပဲပေါ့ခရစ်တော်ကယောမအစိုးရကနေငါတို့ကျူးလူမျိုးကိုကယ်ဖို့တော်လာရေးခေါင်းဆောင်လို့သူဖြစ်နာယောမအစိုးရကနေအုပ်စိုးချင်းခံရတဲ့ကျူးလူမျိုးတွေကိုကယ်ဖို့တော်လာရေးခေါင်းဆောင်လို့ထင်တာတခင်ယေရှုကနိုင်ငံရေးခေါင်းဆောင်လို့ထင်ပြီးတော့တနေ့ကျရင်ယေရှုကဝန်ကြီးချုပ်ဖြစ်တော့ငါကသူ့တပည့်ဆိုတော့အ ਨੇ ဆုံးတော့ဂျတ်ထူးတဲ့တစ်ခုပေါ့ဝန်ကြီးဂျတ်ထူးတော့ရမယ်လို့ထင်ပြီးလိုက်လားနောက်ဆုံးတော့ခရစ်တော်ကနိုင်ငံအတွက်သူ့လူမျိုးအတွက်ကျူးလူမျိုးအတွက်ယောမအစိုးရနဲ့ကယ်ဖို့လာတယ်လို့မဟုတ်တော့ကြောင့်ဘာလို့တော့လဲသူပုံကန်တယ်ပုံကန်တယ်သူ့ရွယ်ချက်မပြည့်စုံဘူးသူပုံကန်တယ်တတိယပြောဖျားနောက်လိုက်တဲ့အချိန်မှာလူမှုရေးလောက်ပဲလိုက်တယ်တကယ်ဖျားကမချစ်ဘူးစာနာဝင်တယ်စာနာဝင်တဲ့အချိန်မှာတိုင်နေကြတယ်စာနာရဲ့လက္ခဏာဘာလို့လဲတိုင်နေကြတယ်ခရစ်တော်ဘယ်လိုရောက်မလဲတတိယပြောကျွန်တော်အသက်တာတော့မရှိမှာပေါ့အကြံဖန်ဘယ်လိုလုပ်ကြမလဲငွေပိုရအောင်ဘယ်လိုလုပ်မလဲမိစေးဘယ်လိုရောက်မလဲဖဲဘယ်လိုရိုက်မလဲသူများကိုဘယ်လိုလိန်ကြမလဲအဲ့ဒါစာနာရဲ့တိုင်မြင်ချင်းမဲ့တော့မှတ်ထားတော့ချဲတီဘယ်လိုထိုးမလဲယုံကြည်သူချဲတီထိုးရမလို့ချဲတိုင်ထောင်တော့ပတ်စံများရမယ်ဖဲတိုင်ထောင်တော့ပတ်စံများရမယ်စီးသွားရအောင်နည်းနည်းလိန်လိုက်ပတ်စံများရမယ်อ๋อအရင်က3ပတ်နော်5ပတ်ရောက်ချင်တာအမြတ်2ပတ်နော်4ပတ်ရောက်မယ်အမြတ်1ပတ်ပဲရတာမဟုတ်ဘူးတကယ်တော့အရင်က1ပတ်ပဲသူက3ပတ်လို့ပြောတာဆေးရောက်တာလဲလိမ်တယ်တိုင်းနေတယ်တတိယပြောရင်စာနာမနကကျွန်တော်နှုတ်ထဲမှာမူတာပြောအောင်သူလုပ်တယ်နံပါတ်1တစ်ချက်စာနာရေးလက္ခဏာတိုင်းနေတယ်နံပါတ်2တစ်ချက်ဝန်ခံကြတယ်အေးကောင်းတယ်ကွာလုပ်ကြမကောင်းတဲ့အလုပ်ကိုလုပ်ဖို့ဝန်ခံကြတယ်အေးတာဆိုရင်လည်းလုပ်ကြဘုရားအလိုတော်ရှိတာမရှိတာနောက်မှထားပတ်စံရအောင်ပထမဆုံးဘုရားအလိုတော်ရှိတာမရှိတာနောက်မှထားအရင်ဆုံးကိုယ့်ရဲ့အစဉ်ပြေမှုအရင်လုပ်လိုက်မယ်အကြံဖန်လုပ်ပြလိုက်တာတော့ငွေခိုးငွေလိမ်လုပ်တာတော့နော်ပြီးရင်သူများမသိအောင်လိမ်ဝက်ထားတာတော့အလုတ်ရှင်မသိအောင်အလုတ်ရှင်ပစ္စည်းခိုးထုတ်တာတော့နော်အလုတ်ရှင်မသိအောင်အပြည့်အနာနဲ့ခိုးရောက်တာတော့လုံးဝဒါကစာနာရဲ့ဤပရိယဖြစ်တယ်။ဒါကြောင့်ဝန်ခံကြတယ်။ငါလုပ်ကြမယ်။လုပ်ကြရင်ဝန်ခံကြမယ်နော်။ဝန်ခံတယ်နောက်တစ်ခုကဘာလုပ်တယ်လဲဆိုတော့အစင်တင်တော့အချိန်ကာလကိုစောင့်တယ်။သူအထဲမှာတောက်လောင်ပြီးသားဖြစ်တော့ကြောင့်ဘယ်နေ့ကျရင်ငါတိစ္ဆာဖတ်လို့ရမလဲဆိုတာကိုသူစောင့်နေတယ်။အစင်တင်တော့ကာလအခွင့်အခါမရလို့တော့အခွင့်အခါရလိုက်ငါလုပ်လိုက်မှအခွင့်အခါရလိုက်တော့ဒီအမျိုးသမီးနဲ့ငါသူ့ကိုဖျက်ဆီးလိုက်ရမှာအခွင့်အခါရလိုက်တော့ဒီငွေလေးကိုငါလိမ်လိုက်ရမှာအခွင့်အခါရလိုက်တော့အခွင့်အခါရလိုက်မလုပ်ရဘူးယုံကြည်သူဟာဘုရားခင်ကိုကြောက်တော်သူဖြစ်တော်ကြောင့်အခွင့်အခါရလိုက်မလုပ်ရဘူးအစင်တင်တော့ချိန်ကာလဆိုတာကအထဲမှာသူကသစ္စာဖောက်ထားပြီးဖြစ်တော်ကြောင့်
အစင်တဲ့အခွင့်အခါပေးလိုက်သူတစ္ဆာဖောက်ဖို့အမြဲတမ်းလုပ်တယ်ငွေကြီးပိုင်းဆိုင်ရာမှာတစ္ဆာဖောက်ဖို့လိန်ပိုင်းဆိုင်ရာမှာတစ္ဆာဖောက်ဖို့စီးပွားရေးပိုင်းဆိုင်ရာမှာတစ္ဆာဖောက်ဖို့အိမ်ထောင်ရေးပိုင်းဆိုင်ရာမှာတစ္ဆာဖောက်ဖို့အမြဲတမ်းသူစောင့်နေတယ်စာတန်ကအနောက်နေတွန်းတယ်မှတ်ထားပါယူဒဆက်ကရုပ်ကယူဒရှက်ကရုပ်ကရံသူမဟုတ်ဘူးယူဒရှက်ကရုပ်အနောက်မှာရှိတဲ့ရံသူဖြစ်တယ်လူတော်တော်များများကယူဒရှက်ကရုပ်ကိုမုန်းကြတယ်တို့တော်လဲယူဒရှက်ကရုပ်ကိုဒီလိုဖြစ်အောင်လုပ်တာကစာတန်ဖြစ်တယ်လို့မြင်တဲ့အချိန်မှာအဲ့ဒီစာတန်ကိုမောင်းထုတ်လိုက်ရုံပဲဖြစ်တယ်ဟာလေလုယာပေတရုရဲ့နှုတ်ကိုလည်းစာတန်အတုပ်ပြုလို့ရတယ်ကိုတော်လက်ဝါးကလည်းမတက်ပါနဲ့တဲ့တွေ့လားသခင်ယေရှုဘယ်လိုသိတယ်လဲအရင်နေ့ဆုံးတပည့်ပေတရုဖြစ်တဲ့သူကိုအချင်းစာတန်လို့ပြောတယ်နော်စာတန်ရဲ့လက္ခဏာပေတရုကဘာမှမသိဘူးပေတရုဘာမှမသိဘူးဒါပေမဲ့ပေတရုကခရစ်တော်ကိုလေးစားတယ်ကြီးညိုတယ်လက်ဝါးကားနဲ့မတက်အောင်စီးတားတယ်အဲ့ဒါကစာတန်ရဲ့လက္ခဏာဖြစ်တယ်လက်ဝါးကားနဲ့မတက်အောင်စီးတားတဲ့အနေနဲ့သူပါလို့တယ်လဲဆိုတော့ကိုတော်တဲ့မသွားပါနဲ့မဖြစ်ရပါနဲ့လို့ပြောတဲ့အချိန်မှာသခင်ယေရှုကတာပေတရုပြောတာမဟုတ်တော့ဘူးလက်ဝါးကားတိုင်းတရားကိုစီးသားတော့အရာကစာတန်ဖြစ်တယ်လို့ပြောတော့ကြောင့်အချင်းစာတန်ငါ့နောက်လို့စုပ်ပါလို့ပေတရုကိုပြောတာဖြစ်တယ်ဒီနေ့ကျွန်တော်စာတန်ဝင်နေဆိုတာကကိုအရင်နေ့ဆုံးလူတွေနဲ့ပဲဝင်နိုင်တယ်ကိုအချစ်ဆုံးလူကလည်းသူ့ရဲ့နှုတ်ပါဆက်ကိုအသုံးပြုပြီးဝင်နိုင်တယ်ဆိုတာကိုကျွန်တော်သိဖို့လိုတယ်တော့နော်ဒါကြောင့်မို့ဒီမှာကြည့်တဲ့ချိန်မှာအစင်တစ်တော့ကာလကိုစောင့်ပြီးတော့တဲ့ဘာလို့လဲဆိုရင်ရှာကြတယ်တဲ့ရှာကြတယ်ဆိုတာဖန်ပြီးတယ်ရှာကြတယ်ဆိုတာကအမျိုးသမီးတယောက်နဲ့ပြစ်မှားခြင်းနဲ့ဆိုရင်အဲ့ဒီအမျိုးသမီးနဲ့ဘယ်လိုပြစ်မှားလို့ရမလဲဆိုတာနီလန်းကိုရှာကြတယ်ပျော်ပွဲစားတွေတွားကြတယ်မိဘဝေပအတင်းတော်နဲ့ဝေးတဲ့နေရာတွေတွားကြတယ်ရှာကြတဲ့ကူကဘယ်လိုရှာကြတယ်လဲနော်ငွေကြီးတစ္ဆာမဲ့အောင်ရှာကြတယ်အဲ့ဒါကရှာကြတယ်ရှာကြမိလို့တာတော့မှတ်ပါစာတန်ဝင်သွားတဲ့အချိန်မှာဒီလက္ခဏာ၅ခုကိုသိစေခြင်းနဲ့နံပါတ်1တစ်ချက်တိုင်မြင်တယ်ပါเจ้าတိုင်မြင်တယ်ဘုရားเจ้าတိုင်မြင်တာမဟုတ်ဘူးယေရှုကိုဘယ်လိုအနံ့ရမလဲဆိုတော့အကြောင်းကိုတိုင်မြင်တာအဲ့တိုင်မြင်ခြင်းကမကောင်းတဲ့တိုင်မြင်ခြင်းတိုင်မြင်ကြတယ်ငါတို့ဟေးဘယ်မှာဖဲသွားရရင်လဲဘယ်မှာချဲလီထိုးမလဲငါတို့ဥပဒေနဲ့မကြီးတဲ့စီးပွားရေးဘယ်လိုလုပ်လဲတိုင်မြင်ကြတယ်အဲ့ဒါလုံးဝမလုပ်ရဘူးဝန်ခံကြတယ်ဟေးကွာချကွာလုပ်ကြအောင်ကွာဟေးတဘောသူတွေကွာချကွာနော်တာမျိုးဆိုရင်ငွေအများရတယ်ကွာဒါမရဘူးပြီးအစင်တစ်နှစ်ပါးလောက်ကိုစောင့်တယ်အဲ့ကာလစောင့်တာနဲ့တခါတည်းနော်ရှာကြပြီးလုပ်လိုက်တယ်သခင်ယေရှုကိုဒီလိုနည်းနဲ့ရောက်လိုက်တယ်စာရမဏကပြီးယူဒရှကုတ်ထဲဝင်သွားတဲ့အချိန်မှာယူဒရှကရုပ်ကဘာဖြစ်သွားတယ်ဆိုတော့ပုံစံပြောင်းသွားတယ်အကျင့်ဆက်ပြောင်းသွားတယ်ပြီးတော့ဘာလုပ်တယ်လဲဆိုရင်ခံစားချက်ပြောင်းသွားတယ်အတွေးခေါ်ပြောင်းသွားတယ်မှတ်ထားပါကိုယ့်အတွေးခေါ်မပြောင်းစေနဲ့ခံစားချက်မပြောင်းစေနဲ့ဟာလေလုယာဖခင်ခင်ပေါ်မှာခံစားချက်မပြောင်းစေနဲ့နံပါတ်1တစ်ချက်အတွေးခေါ်မပြောင်းစေနဲ့ကဘာရဲ့မှာရှိတဲ့သူများအားပေးခြင်းနဲ့တင်းအတွေးခေါ်ကိုလုံးဝတမန်တရားနဲ့လွဲမှားတဲ့အတွေးခေါ်လုံးဝမပြောင်းစေနဲ့နံပါတ်2တစ်ချက်တင်းခံစားချက်မပြောင်းစေနဲ့ဖခင်နှုတ်ကတော့အတိုင်းရက်တည်တယ်ဆိုတော့ခံစားချက်အတိုင်းရက်တည်တာမဟုတ်ဘူးနှုတ်ကတော့မန်ကန်ကြားပေါ်မှာရက်တည်တာဖြစ်တယ်ဟာလေလုယာခံစားချက်တိုင်းတွားနေမှာမယ်အရက်တောက်ချင်းတောက်လိုက်နော်မိမပွေချင်းပွေလိုက်အဲ့ဒါခံစားချက်တိုင်းတွားတာပဲသူများဆဲချင်းဆဲလိုက်အဲ့ဒါခံစားချက်နောက်လိုက်တာတမန်တရားပေါ်မှာလိုက်တယ်ဆိုတာဘုရားအလိုတော်မရှိတဲ့အရာကိုစီးသားပြီးတော့အလိုရှိတဲ့အနောက်ကိုလိုက်တာဖြစ်တယ်ဆိုတာကိုဆရာပြောပြချင်တယ်တမန်တော်ခန်းကြီး9ခန်း73နောက်ဆုံးချက်ပါဖြစ်ပါတယ်တမန်တော်ခန်းကြီး9ခန်းငယ်3နော်ခန်းငယ်3တမန်တော်9 3ကိုကြည့်အောင်တမန်တော်ခန်းကြီး9ခန်းငယ်3တွေ့ရင်ဖတ်မယ်နော်ဒီနေ့တော့ပေတရုကလည်းအာနာနိတင်ဒီတန်ရှင်တော်ဝိညာဉ်တော်ကိုလက်စား၍မြေကိုရောက်တော့အဖိုးဤတပိုးကိုဝတ်ထားမိအကြောင်းစာတန်ဒီတင့်စိတ်တော်ကိုအပေကြောင့်ပြည့်စေရသည်ဒီစကားအရင်ကြီးစာတန်ဒီတင့်စိတ်နှလုံးကိုအပေကြောင့်ပြည့်စေရသည်တဲ့မှန်ပါစိတ်နှလုံးထဲမှာပြည့်ရမယ့်အရာကတန်ရှင်တော်ဝိညာဉ်တော်ပဲဖြစ်တယ်ဟာလေလုယာစာတန်မဟုတ်ဘူးစာတန်ဟာတင့်စိတ်နှလုံးကိုအပြေကြောင့်ပြည့်စေရသည်ဆိုတာကသူဝတ်ထားတဲ့ငွေကိုပြောတာမင်းမြေကွက်ဖြစ်တယ်မင်းရောင်းလို့ရတဲ့ငွေကမြင်းငွေပဲမင်းဖျားเจ้าကိုအကုန်လူရှင်တဲ့လူတဝက်လူရှင်တဲ့လူအကုန်လူတယ်ဆိုရင်အကုန်လူတယ်လည်းပြောတဝက်လူတယ်ဆိုရင်တဝက်လူတယ်ပြောစ
10ပို့တပို့လူတယ်ဆိုရင်10ပို့တပို့လူပဲပြောအဲ့ဒါအမှဆုံးပဲမင်းစောပြပိုင်ခွင့်ရှိတယ်တဲ့သူကမျက်နှာရခြင်းအလူငွေပေးရင်လည်းမျက်နှာရခြင်းတယ်ဘာပဲလို့မျက်နှာရခြင်းနဲ့ခရိယာလည်းရှိတယ်မျက်နှာရခြင်းတော့ကြောင့်တဝက်ပေးတဲ့ဟာကိုအပြည့်ပေးပါတယ်လို့လိန်လိုက်တဲ့အချိန်မှာချက်ချင်းတည်တယ်ဒီမှာရှိတဲ့ယုံကြည်သူများသူ့မှာသဘောထားမှားနေတယ်ဟန်ဆောင်မှုတွေများနေတယ်တောင်းဒီမှာကြည့်တဲ့အချိန်မှာဘာတွေ့ရလဲဆိုတော့အာနာနိနဲ့နော်ဒီမှာရှိတဲ့နေမယားအာနာနိကတဲ့နော်ကျွန်တော်တို့ရန်သူမဟုတ်ဒါပေမဲ့အာနာနိရဲ့အနောက်မှာရှိတဲ့ရန်သူကစာနာဖြစ်တယ်ဆိုတာတွေ့ရတယ်တောင်းမို့ဒီမှာရှိတဲ့ယုံကြည်သူများကိုယ့်ကိုမကောင်းပြောတဲ့လူကကိုယ့်ရန်သူမဟုတ်ကိုယ့်ကိုအတင်းပြောတဲ့လူကကိုယ့်ရန်သူမဟုတ်ကိုယ့်ကိုတိတ်ခါချတဲ့လူကကိုယ့်ရန်သူမဟုတ်ကိုယ့်ကိုစိတ်နာအောင်လုပ်တဲ့လူကကိုယ့်ရန်သူမဟုတ်အဲ့ဒီလူရဲ့အနာမှာစာနာဝင်တယ်ဆိုတာသတိထားဖို့လိုတယ်အဲ့စာနာကိုယေရှုနာမနဲ့ဖတ်လို့ပြောရင်ဒီဖတ်မှာဖြစ်တယ်ဟာလေလုယာအဲ့ဒီလူကကိုယ့်ရဲ့စနီးတယ်လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ခင်မွန်းတယ်လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ဆရာသမားလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့လုပ်ခေါ်ဆောင်ပြလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့အလုပ်ရှင်လည်းဖြစ်နိုင်တယ်ကိုယ်နဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်နိုင်တယ်မှတ်ထားပါစာတာဟာဘတော့မဆိုအနည်းဆုံးလူကိုပဲအခြေကုပ်စခန်းယူတော့ကိုယ့်ကိုတိုက်ခိုက်တာဖြစ်တော့ကြောင်းစာတန်လက္ခဏာပေါ်လာရင်အချင်းစာတန်ငါတို့တို့စုပ်ကိုပြောဖို့အရေးကြီးတယ်ဟာလေလုယာဒါမို့ဒီမှာကြည့်တဲ့ချိန်မှာဒီနေ့ဆရာပြောချင်တဲ့အချက်ကပါလဲဆိုရင်တော့နော်နံပါတ်1တစ်ချက်ကစာတန်ရဲ့ရည်ရွယ်ချက်နဲ့နောက်တစ်ခုကစာတန်ရဲ့လှုပ်ရှားမှုစာတန်ရည်ရွယ်ချက်ကလူတွေကိုလက်ပြတဲ့ရည်ချက်ကသူ့အချိန်ဆွဲခြင်းတယ်နံပါတ်2တစ်ချက်ကပါလဲဆိုရင်သူ့ရဲ့လှုပ်ရှားမှုကအမြဲတမ်းလူကိုပဲလက်ပြတယ်ဒါကြောင့်မို့နံပါတ်1တစ်ချက်အသက်ရှင်တဲ့နေရာမှာဘယ်သွားဘာပဲလို့တမန်တရားနဲ့ချိန်ဖို့ရည်ကြည့်တယ်။ကွင်းရဝါလာကဘုရားလိုတော့မရှိဘူး။ပိတ်မှန်တော်ကိုဖျက်ဆီးတယ်လို့အဲ့ကိုကနာကိုဖျက်ဆီးတဲ့လူကဘုရားပိတ်မှန်တော်ဖျက်ဆီးတယ်လို့ပြောလိုက်ရင်ကွင်းရမဝါနဲ့တော့နော်အရင်မတောင်းနဲ့တော့နော်စေးပင်ကြောင့်မထိုးနဲ့တော့နော်ခွတ်တော်ကိုမတိတော့ကတော့ထိုးထားတယ်ခွတ်တော်ကိုမတိတော့လှုပ်ထားတယ်အခုခွတ်တော်တိပြီးဖြစ်တော့ကြောင့်ငါကိုကနာဟာနတ်ဆိုးနေတဲ့နေရာမဟုတ်ဘူးစာရာနေတဲ့နေရာမဟုတ်ဘူးတန်ရှင်တော်ဝိညာဉ်တော်နေတဲ့အိမ်လို့ခေါ်တယ်မှတ်ထားပါကျမ်းစကားဝိညာဉ်တော်နေတဲ့အိမ်လို့မပြောဝိညာဉ်တော်နေတဲ့ပိတ်မှန်လို့ခေါ်တယ်တကယ်တော့အိမ်ပေါ့လူကိုခန္ဓာကနတ်ဆိုးကသူ့အိမ်လို့သူတတ်မှတ်တော့ကြောင့်ကိုတိုင်းကမမောင်းဖုံးရင်သူမထွက်ဘူးကိုတိုင်းခွတ်ပြုတ်နေသူမထွက်ဘူးဟာဒီအိမ်ကငါတို့အိမ်နေတယ်အိမ်လဲဆိုရင်တော့ငါတို့နေနဲ့သူများလာမောင်းဖို့ငါတို့ပဲထွက်မလဲငါတို့အိမ်လို့ငါတို့တတ်မှတ်ထားတာဟောစာရမဏနဲ့ဝိညာဉ်ဆိုးနတ်ဆိုးကကိုယ့်ရဲ့လူရဲ့ကိုယ်ကနာသူ့အိမ်လို့တတ်မှတ်ထားတယ်ဒါမှမဟုတ်အဲ့ဒီအိမ်ကာယကရှင်ကခွင့်ပြုနေအဲ့ဒီစာရကမထွက်ဘူးအဲ့ဒီကာယကရှင်ကလက်မခံချင်တော့ဘူးမောင်းပုတ်ချင်တယ်လို့ဆုံးဖြတ်ချက်ချလိုက်တာနဲ့အဲ့နတ်ဆိုးကထွက်မှာဖြစ်တယ်ကာယကရှင်ကလက်ခံထားတယ်ဂျင်းနဲ့နေတယ်ဆိုရင်ဘယ်ဆရာပဲနတ်ဆိုးမောင်းဖို့မထွက်ဘူးဒါကြောင့်ကာယကရှင်ကအဲ့ဒါကဘုရားလိုတော့မဟုတ်ဘူးဟုတ်တယ်စာတန်ရဲ့နေတဲ့အိမ်ဖြစ်တယ်ဒါကြောင့်အခုနေစပြီးတော့တန်ရှင်တော်ဝိညာဉ်နေဖို့ဖိတ်ခေါ်ပါတယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ရောက်လာတဲ့အချိန်မှာအဲ့နတ်ဆိုးကထွက်ပြေးမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဒီကိုခန္ဓာဟာတန်ရှင်တော်ဝိညာဉ်နေတဲ့အိမ်လို့လည်းခေါ်တယ်ပိတ်မှန်လို့လည်းခေါ်တယ်စာတန်နေတဲ့မဟုတ်ဘူးတန်ရှင်တော်ဝိညာဉ်နေတဲ့အိမ်ဖြစ်တော့ကြောင့်ဘုရားအလိုတော်မရှိတဲ့အရာပါတစ်ခုမှမလုပ်ဖို့ရည်ကြီးတယ်ယုတ်ကြည်သူဖြစ်လာတဲ့အချိန်မှာဆက်လက်မတောက်တင်ဘူးကွင်းရမဝါတဲ့ဘုံအရက်မတောက်တင်ဘူးနော်မိမမပွေတင်ဘူးဆေးမင်ကြမထိုးတင်ဘူးအဲ့ဒီအရာအားလုံးကတန်ရှင်တော်ဝိညာဉ်တော်အထက်မှာရှိတော့ကြောင့်စိတ်နာရှိတဲ့အရာဖြစ်တယ်ဒါမှမဟုတ်ယုံကြည်သူများတန်ရှင်ဆိုတာအသက်ရှင်ပါအဲ့ဒါမှတာလေမယုံကြည်သူကိုဆွဲဆောင်လာတာဖြစ်တယ်ဟာလေလုယာအဲ့ဒါမှစာရန်ကိုနိုင်တာဖြစ်တယ်လို့နော်လှုပ်ခဲ့တာတွေပြီးခဲ့တာတွေပြီးပါစေတော့အဲ့ဒီအကြောင်းတွေကိုပြန်မဖော်နဲ့တော့တို့တော်လည်းအနကမှာနောင်တနဲ့ပြန်လာပြီးတော့ဘုရားခင်နဲ့အသက်တာပြန်ဆက်ကမယ်ဆိုရင်ဘုရားခင်ကကျွန်တော်ငကိုကဲ့တော့ပြန်လက်ခံပြီးတော့ကျွန်တော်ကောင်းချီးပေးမှာဖြစ်တယ်အာမင်တော်မဘုံရမရှိမှရှိတော့ယုံကြည်သူများနဲ့ကဘာရက်မှာ website နဲ့ကြည့်တဲ့သူများအရောက်စုတိုင်းကိုဘုရားခင်ကောင်းချီးပေးပါစေအလုံးမတရားတော့